ဓမ္မအတိဖြင့်အကျိုးရှိအောင်နေမည်လို့လူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းမိမိတို့ဘဝမှာနေထိုင်တဲ့အခါအကျိုးရှိအောင်နေတတ်ဖို့အမှန်တမ်းအရေးကြီးပါတယ်အကျိုးဆိုတာဒိဋ္ဌဓမ္မိကအဋ္ဌမျက်မှောက်ဘဝမှာရတဲ့အကျိုးကတစ်မျိုးတံပရာယိကဋ္ဌလို့ခေါ်တဲ့တမလွန်ဘဝမှာရတဲ့အကျိုးလို့စာပေကျမ်းဂန်များမှာဒီလိုအကျိုးနှမျိုးကိုသတ်မှတ်ပြထားတာရှိတယ်အဲ့ဒီမဲ့မျက်မှောက်ဘဝမှာရရှိနိုင်တဲ့အကျိုးဆိုတာဒီဘဝမှာရှိတဲ့ဥစ္စာရတာလည်းအကျိုးတစ်မျိုးပဲယာတုဂုဏ်သိဌာနန္တရရတာလည်းအကျိုးတစ်မျိုးပဲထူးခြားတဲ့ဂုဏ်အညီသွေးတွေရတာလည်းတစ်မျိုးပဲစီးပွားဥစ္စာရတာလည်းပဲတစ်မျိုးပဲချမ်းချမ်းသာသာနေဖို့အခွင့်အရေးတွေရလာတာလည်းပဲဒီဘဝရဲ့အကျိုးလို့ဒီလိုပြောရဓမ္မလွန်ဘဝအကျိုးဆိုတာကြတော့လူတိုင်းဟာဒီဘဝမှာဆုံးသတ်ကြမှာမဟုတ်သေးလို့ရှိရင်နောင်ဓမ္မလွန်ဘဝဆိုတာရှိနေသေးသည့်အတွက်ကြောင့်ဒီဘဝအရေးတွေမစဉ်းစားပဲနဲ့နောက်ဘဝအရေးကိုလည်းပဲစဉ်းစားရမယ်တဲ့နောက်ဘဝအရေးအတွက်လည်းရှိတဲ့အကြောင်းတရားများရှိအောင်လုံးဝကောင်းတဲ့အကြောင်းတရားတွေမိမိတဏ္ဍာမှာရှိမှနောက်ဘဝမှာကောင်းကျိုးချမ်းသာရနိုင်တယ်လို့ဒိဋ္ဌဓမ္မိကအဋ္ဌမျက်မှောက်ဘဝမှာရမယ်အကျိုးတံပရာယိကဋ္ဌလို့ခေါ်တဲ့တမလွန်ဘဝမှာနောက်ဘဝမှာရနိုင်တဲ့အကျိုးတဲ့အဲ့ဒီအကျိုးနှမျိုးလုံးရရှိအောင်ဓမ္မအတိနဲ့နေဖို့လိုတယ်လို့အဲ့ဒါလို့ဓမ္မအတိနဲ့ဓမ္မအတိဆိုတာဒီနေရာမှာဓမ္မဆိုတာအမှန်အမှားကိုခွဲခြားသိနိုင်အောင်ဟောပြောထားတဲ့ဘုရားမြတ်စွာရဲ့ဆုံးမသွန်သင်ချက်ကိုလည်းဓမ္မလို့ခေါ်လို့ရတယ်။ကောင်းဆုံးနှမျိုးကိုပေးတတ်တဲ့သဘာဝတရားတွေရဲ့အကျိုးအကြောင်းအဆိုးအကောင်းကိုသိတာလဲဓမ္မကိုသိတယ်လို့ဒီလိုပြောရမယ်။ဓမ္မအသိနဲ့ဘဝမှာအကျိုးရှိနေဖို့ဘာဖြစ်လို့လို့ဆိုလို့ရှိရင်လောကမှာဘဝတစ်ခုရလာတဲ့အခါမှာနေပုံထိုင်ပုံကအမျိုးမျိုးရှိတယ်ကောအကျိုးရှိတဲ့နေနည်းရှိတယ်လို့မိမိတဏ္ဍာမှာအကျိုးမဲ့စေတတ်တဲ့နေနည်းရှိတယ်အချို့သောနေနည်းကပစ္စုပန်မှာတော့ကောင်းပါရဲ့ဓမ္မလွန်ဘဝမှာမကောင်းတဲ့နေနည်းမျိုးလည်းရှိတယ်ပစ္စုပန်တန္တရာနှစ်ဖြာလုံးအကျိုးရှိမဲ့နေပုံနေနည်းမျိုးကိုဘုရားမြတ်စွာကဆုံးမဩဝါဒပေးပါတယ်အဲ့ဒါလို့နေတတ်ဖို့လို့ဆိုတာလူတွေမှာမျက်စိနှလုံးရှိရတယ်လို့အသိဉာဏ်ကလည်းပဲနှမျိုးရှိဖို့လိုအပ်တယ်တဲ့ဘုရားမြတ်စွာကအန္တသုတ်တံမှာဒွိစက္ခုမျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်အကောင်းဆုံးပုဂ္ဂိုလ်လို့ဒီလိုဟောထားတာရှိတယ်မျက်စိနှလုံးဆိုတာလူတိုင်းမှာမျက်စိဟာတစ်လုံးနဲ့မဟုတ်ဘူးနှလုံးရှိကြတယ်အသိဉာဏ်ကလည်းပဲထို့တူနှလုံးရှိရမယ်နှလုံးရှိတယ်ဆိုတာနှစ်ဖက်မြင်ရမယ်လို့တစ်ဖက်သက်မမြင်ရဘူးလို့ဒီလိုဆိုလို့အဲ့တော့နှစ်ဖက်ဆိုတာမြတ်စွာဘုရားကရှင်းပြတယ်လူလောကလူရည်လို့ဖြစ်လာတဲ့အခါမှာမရသေးတဲ့စည်းစိမ်ဥစ္စာတွေကိုရဖို့ရလာတဲ့စည်းစိမ်ဥစ္စာတွေတည်မြဲဖို့တည်မြဲပြီးသားစည်းစိမ်ဥစ္စာတွေတိုးတက်ဖို့သိမြင်တတ်တဲ့အသိဉာဏ်ဆိုတဲ့မျက်စိတစ်လုံးနဲ့ရှိဖို့လိုတယ်ဒါဒီဘဝကောင်းကျိုးအတွက်နောက်ဘဝကောင်းကျိုးအတွက်ကုသိုလ်အကုသိုလ်အပြစ်ရှိတယ်အပြစ်မရှိဘူးဓမ္မရေးရာနဲ့ပတ်သက်တဲ့သိတဲ့ပညာမျက်စိမျိုးကလည်းပဲနောက်ထပ်လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတစ်ခုနဲ့တစ်ခုထိမ့်ညှိပြီးတော့ပေးရမယ်။လောကအကျိုးကြည့်ကြိုးစားမယ်ဆိုလို့ရှိရင်တဏှာအကျိုးကလစ်လပ်သွားတတ်တယ်။
ဒါကြောင့်မို့လောကအကျိုးတန်တရားအကျိုးနှမျိုးလုံးကိုမြင်နိုင်တဲ့အသိနှမျိုးနဲ့ထိမ့်ကွက်ပေးရမယ်လို့ဒီလိုဆုံးလို့တာအဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတွေမှာစီးပွားဥစ္စာတိုးတက်လာတော့လေကိုချင်းတရားဆုပ်ယုပ်ပြပြသွားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာတဖြည်းဖြည်းဆုပ်ယုပ်သွားနိုင်တယ်ဒါကြောင့်မို့စီးပွားရေးဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်ကိုချင်းတရားဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်ဒီလိုဆုံးလို့တာနော်ကိုချင်းတရားလည်းတိုးတက်ရမယ်စီးပွားလည်းတိုးတက်ရမယ်နှမျိုးနှစာတိုးတက်ကြီးပွားအောင်ကြံဆောင်သိမြင်တဲ့အသိပညာမျိုးကိုဒီနေရာမှာမျက်စိနှလုံးလို့ဒီလိုခေါ်တာစီးပွားရေးမျက်စိရှိရမယ်ပညာရေးဓမ္မရေးရာမျက်စိလည်းရှိရမယ်ဓမ္မရေးရာမျက်စိဖြင့်တိုးတက်လာတဲ့စီးပွားရေးရဲ့စီးပွားရေးတိုးတက်မှုကိုအကြောင်းပြုပြီးတော့အကျင့်စာရိတ္တမပြည့်ပြားအောင်ထိတ်ကွက်ပြီးတော့ပေးတယ်ဒီလိုဆိုလို့ကဲကောင်းပြီစီးပွားရေးမျက်စိတော့ရှိပါရဲ့ဓမ္မရေးရာမျက်စိမရှိဘူးဆိုရင်ဘာဖြစ်တတ်တယ်လဲလို့ဆိုလို့ရှိရင်စီးပွားရရဲ့ပြီးရောဘာမဆိုလုံးမယ်ဆိုတဲ့အတွေးခေါ်တွေဝင်လာတတ်တယ်တစ်ဖက်ကထိန်းထားရမယ်အဲ့ဒါလို့ထိန်းတမ်းမရှိဘူးဆိုလို့ရှိရင်ကိုချင်းတရားပြက်ပြားပြီးတော့စီးပွားရှာတတ်တယ်ကိုချင်းတရားပြက်ပြားပြီးတော့ရလာတဲ့စီးပွားဥစ္စာဟာတည်ငြိမ်မှုနဲ့တည်မြဲမှုမရှိဘူးတဲ့ကြည့်လေလောကမှာလည်းပဲစီးပွားဥစ္စာတွေတချို့တိုးတက်လာတယ်သို့တော့အကျင့်စာရိတ္တဘက်ကယိုရင်းသွားသည့်အတွက်ကြောင့်ရလာတော့စည်းစိမ်ဥစ္စာဟာလည်းပဲပျက်စီးဆုံးရှုံးသွားတတ်တယ်ကိုချင်းတရားပြတ်သွားလို့ရှိရင်စည်းစိမ်ဥစ္စာလည်းမတည်ငြိမ်နိုင်ဘူးဒါကြောင့် economic progress နဲ့ spiritual progress လို့ခေါ်တာပေါ့ဒီနှစ်ခုဟာထိန်းညှိပြီးတော့ထားရမယ်ဒီနှစ်ခုထိန်းညှိထားလို့ရှိရင်စီးပွားတိုးတက်မှုလည်းခိုင်မြဲတယ်တစ်ဖက်ကလည်းပဲကိုချင်းတရားလည်းပဲခိုင်မြဲတယ်စီးပွားနဲ့ကိုချင်းတရားကိုထိန်းတယ်ကိုချင်းတရားနဲ့စီးပွားကိုပြန်ထိန်းတယ်ဒီလိုနှစ်ဖက်နှစ်တန်ရှုမြင်တတ်တဲ့ပညာမျက်စိရှိရမယ်လို့မြတ်စွာဘုရားကအဲ့ဒီတုတ်တံမှာဟောတယ်။ဘာဖြစ်လို့လဲဆိုတော့တန်တရားထဲမှာနေတဲ့အခါမှာလည်းပဲချမ်းသာဒုက္ခရဖို့ဆိုတာကောင်းတဲ့အကြောင်းတွေဆောင်ရွက်နိုင်မှရတာပေါ့။ဒါဖြင့်ကောင်းပြီဘဝမှာအကျိုးရှိရှိနေဖို့ဆိုလို့ရှိရင်ဘာစဉ်းစားရမလဲမိမိကိုယ်ကိုမိမိအမြဲသုံးသပ်ဆင်ခြင်ရမယ့်အချက်ကကထံဘူတတ္တမေရတ္တိဓိဝဝိတေဝတန္တိဘယ်လိုနည်းနဲ့နေ့တွေရက်တွေငါအဖို့ကုန်းနေတယ်လဲဆိုတာလူတိုင်းတွေးတယ်ငါတနေ့တာအချိန်ကုန်သွားတယ်လူဘဝလူတိုင်းဟာရပ်နေတာမဟုတ်ဘူးလူဘဝရလာတဲ့နေရာတွေတရပြီးအချိန်တွေကဖြတ်ကျော်လာခဲ့တာဖြတ်ကျော်လာခဲ့တာတနှစ်သားကနေပြီး10နှစ်သား10နှစ်သားကနေအနှစ်20ကနေ30 40 50ဒီလိုဖြတ်လာခဲ့အဲ့ဒီဖြတ်လာခဲ့တဲ့ဖြတ်တန်းလာခဲ့တဲ့နှစ်တွေဖြတ်တန်းလာခဲ့တဲ့လတွေဖြတ်တန်းလာခဲ့တဲ့ရက်တွေဖြတ်တန်းလာခဲ့တဲ့နာရီတွေမှာဘယ်ပုံပဲနည်းကအချိန်ကုန်ခဲ့တယ်လေဒါကိုပြန်စဉ်းစားရမယ်ဘုရားမြတ်စွာကကထံဘူတတ္တဘယ်လိုနည်းဘယ်လိုအခြေအနေနဲ့ရတ္တိဓိဝနေ့တွေညတွေဟာဝါရက်တွေဟာဝိတိဝတ္တတိငါမှာကုန်လွန်ခဲ့တယ်လေဆိုတာစဉ်းစားပါစဉ်းစားလိုက်ရင်အဖြေဆိုတာထွက်လာတတ်တယ်ဟောအကျိုးရှိရှိအချိန်ကုန်နေတာလားအကျိုးမဲ့အချိန်ကုန်နေတာလားလောကရဲ့စီးပွားရေးတွေအတွက်အချိန်ကုန်နေတာလားဓမ္မရေးရလည်းအချိန်ကုန်တာလားဆိုကိုယ်အချိန်ကိုဇရာညှိပြီးတော့ကြည့်လိုက်လို့ရှိရင်အချိန်ကိုဘယ်ပုံပဲနည်းအသုံးချနေတယ်ဆိုတာအဖြေတွေ့လာမှာပဲအဲ့ဒီအဖြေတွေ့လာတဲ့အခါမှာခုနကလို့လောကအကျိုးတဏှာအကျိုးဒီဘဝအကျိုးနောက်ဘဝအကျိုးဒီအကျိုးနှမျိုးလုံးအကျိုးရှိရှိကုန်ဖို့အရေးကြီးတယ်လို့ဒီလိုဆိုပစ္စုပန်အကျိုးတစ်ခုတည်းတင်လုံးပန်းပြီးတော့နေလို့ရှိရင်တဏှာအကျိုးကလိဟင်းသွားတတ်တယ်တော့မကောင်းတဲ့ဘဝရောက်သွားလို့ရှိရင်
ဒီဘဝချမ်းသာတော့လဲနောက်ဘဝမှာနိဗ္ဗာန်ဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်နှစ်ဖက်စလုံးညှိပြီးတော့ကိုယ်အမြင်နှမျိုးနဲ့ကြည့်ပြီးတော့နေ့ရက်တွေကိုကုံဆုံးစေရမယ်ဒါနေပုံနေပြီးတစ်ခုပဲအဲ့တော့လောကမှာလူတွေနေကြတယ်ကုသိုလ်ရအောင်နေပြီးဘယ်လိုနေမလဲဆိုတော့ပြုပြင်ပေးဖို့လိုအပ်တယ်ပထမနံပါတ်1ကကုသိုလ်ရအောင်အကျိုးရှိအောင်လုပ်ဖို့ဆိုတာအကျိုးဆိုတာကောင်းကျိုးချမ်းသာတွေရဖို့အတွက်လိုအပ်တယ်အဲ့တော့ကောင်းကျိုးချမ်းသာတွေရဖို့အတွက်အချက်၄ချက်နဲ့ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေကိုလေ့ကျင့်ပေးရမယ်အချက်1ကဘာတော့ဆိုလို့ရှိရင်ငါစိတ်ထဲမှာငါတန်တန်မှာဒီဘဝရလာတဲ့ချိန်မှာကုသိုလ်စိတ်များများဖြစ်စေရမယ်ဆိုတဲ့အချက်ဘာဖြစ်လို့ကုသိုလ်စိတ်များများဖြစ်ရမလို့ဆိုကုသိုလ်ဆိုတာအဆိုးတရားတွေကိုဖယ်ရှားပြီးကောင်းကျိုးတရားတွေကိုဖော်ဆောင်ပေးနိုင်တဲ့သဘောဒါကြောင့်မို့လို့ကုသလကုသိုလ်ကုဆိုတာအဆိုးတရားတွေကိုတလဖယ်ရှားပြနိုင်တဲ့စွမ်းအားရှိတဲ့သဘာဝတရားမျိုးအဲ့ဒီသဘာဝစွမ်းအားတွေဆိုတာဘာတွေပြောတာလို့ဆိုရင်အလောဘတို့အဒေါသတို့အမောဟအလောဘဆိုတဲ့ကိုယ့်ရဲ့ပစ္စည်းကိုလောကမှာလူတွေဟာတယောက်တည်းနေတာမဟုတ်သည့်အတွက်ကြောင့်ကိုယ့်ရဲ့ပစ္စည်းကိုအများနဲ့မျှဝေခံစားနိုင်ဖို့ပစ္စည်းကိုယ်ပစ္စည်းကိုဘလောက်ပဲများဆုပ်ကင်ထားတာမျိုးမဖြစ်ဘဲနဲ့အများနဲ့မျှဝေခံစားနိုင်လောက်အောင်စွန့်လွတ်နိုင်တဲ့သဘောတစ်ခုပေါ့နော်အဒေါသဆိုတာအများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာအမောဟဆိုတာဘာလို့တင်တယ်လဲလုံးတင်သလားမလုံးတင်ဘူးလားသိတဲ့အသိပညာမျိုးအဲ့ဒီသဘာဝတရားတွေအဆိုးတရားတွေကိုဖယ်ရှားနိုင်တာဖြစ်လို့ကုသိုလ်လို့ခေါ်တယ်အဲ့ဒီကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ရမယ်ငါတဏ္ဍာမှာဖြစ်စေရမယ်တတ္တာတရားတွေဖြစ်စေရမယ်သီလတရားတွေဖြစ်စေရမယ်သမာဓိစွမ်းအားတွေဖြစ်စေရမယ်အကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားသိနိုင်တဲ့အသိပညာစွမ်းအားတွေကိုယ်တဏ္ဍာမှာရင့်တန်ထွားချိုင်းစေရမယ်လို့စိတ်ထဲမှာဆုံးဖြတ်တဲ့အဋ္ဌံချက်တစ်ခုလောက်အောင်ဒါကိုစာပေကနိယမိတကုသိုလ်စိတ်သာဖြစ်အောင်လုပ်မယ်အကုသိုလ်မဖြစ်စေရဘူးလို့ဆိုတဲ့စိတ်ကို determination ပေါ့စိတ်ကိုဆုံးဖြတ်ပြီးတော့အဲ့ဒါလို့လုပ်ရမယ်လို့ဆိုတယ်အဲ့ဒါလို့စိတ်ကိုစောင့်ကြည့်ထားလိုက်လို့ရှိရင်တတိထားတတ်လာပြီးတော့ကိုယ်စိတ်ဟာကုသိုလ်ဖြစ်ဖို့ပဲကိုဥလှဲ့လာနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ကုသိုလ်စိတ်ဖြစ်ဖို့အတွက်နောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုရင်သမုဒ္ဒါဆိုင်အလေးအကျင့်ရနေအောင်ကျင့်ကြံလုပ်ဖို့ဆိုတော့ဘယ်နဲ့အေးရထားရင်ဘုရားအရင်ရှိခိုးမယ်မျက်နှာသိမယ်ဘုရားရှိခိုးအလေးကျင့်တစ်ခုလောက်ဘုရားရှင်မခိုးပဲမနဲ့စာမစားဘူးအေးရထားတာနဲ့ဘုရားရှိခိုးမယ်ဘုရားကိုအာရုံပြုမယ်ကုသိုလ်စိတ်ဖြစ်အောင်လုပ်မယ်သို့မဟုတ်မေတ္တာပို့မိမိအိမ်သူအိမ်သားတွေကနေစပြီးတော့မိမိပတ်ဝန်းကျင်မှာရှိတဲ့တ attva တွေချမ်းသာဒုက္ခရကြပါစေစီးပွားဥစ္စာတိုးတက်ကြပါစေစသဖြင့်မေတ္တာပို့ကုသိုလ်စိတ်ဖြစ်အလေးအကျင့်တစ်ခုလုပ်ပေးရမယ်လို့ဆိုတယ်ဒါကိုသမုဒ္ဒါစိန်နာလို့ပြောတာဘယ်ပဲဖြစ်ဖြစ်လေ့ကျင့်ခန်းဆိုတာလုပ်ကြတယ် physical exercise ဆိုမနေ့စောစောလမ်းလျှောက်တဲ့ပုဂ္ဂိုလ်တွေကျန်းမာရေးလေ့ကျင့်အောင်ဆိုမနေ့မှန်မှန်လမ်းလျှောက်ကြဒါလေ့ကျင့်ခန်းလုပ်တာအဲ့ဒီလေ့ကျင့်ခန်းလုပ်တယ်လို့ပဲနေ့စဉ်ဘဝမှာအကျိုးရှိဖို့အတွက်ကုသိုလ်ရေးရတယ်လေ့ကျင့်ခန်းလုပ်နေရမယ်လို့ဆိုတယ်မနေ့အချိန်မှာငါဘာလုပ်မယ်နေ့လယ်အားတဲ့အချိန်မှာဘာလုပ်မယ်ညဘာလုပ်မယ်ဆိုတဲ့အချိန်အခါအားလျော်စွာမိမိတဏ္ဍာမှာကုသိုလ်စိတ်တွေဖြစ်ပွားစေရမယ်အိမ်ရှင်မတွေဆိုလို့ရှိရင်ဥပမာပဲသမင်းချက်ရင်ဟင်းချက်ရင်လည်းပဲကုသိုလ်စိတ်ဖြစ်အောင်ဆောက်တည်ရမယ်ငါချက်ထားတယ်ဟင်းငါချက်ထားတဲ့သမင်းစားပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါစေပျော်ရွှင်ကြပါစေမေတ္တာထားတာအလုံးချမ်းသာကြပါစေ
အများအတွက်ဆောင်ရွက်ပေးတဲ့စိတ်စေတနာမေတ္တာဆိုတာဘယ်နေရာမှာထားဘယ်နေရာမဆိုထားလို့ရတယ်မေတ္တာနဲ့တဏှာနဲ့မတူဘူးเนาะအရာထဲမှာတော့မေတ္တာနဲ့တဏှာကိုရောထွေးပြီးတော့သုံးတယ်မေတ္တာဆိုဒီမှာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုမေတ္တာလို့ခေါ်တယ်ဒါမို့မေတ္တာဆိုတဲ့စကားလုံးကမိတ္တဆိုတဲ့ပုဂ္ဂလာမိတ္တတာအေးတာမေတ္တာမိတ္တတာမိတ်ဆွေတငယ်ချင်းဤအေးတာစိတ်ဓာတ်ဒီဖြစ်ပေါ်လာတဲ့ဥစ္စာဒီဒါကြောင့်မေတ္တာမိတ်ဆွေရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားမျိုးကိုမေတ္တာအဲ့တော့မိတ်ဆွေရဲ့တဏ္ဍာမှာဘာဖြစ်တုံးဆိုလို့ရှိရင်ကောင်းကျိုးလိုလားတဲ့စိတ်တွေဖြစ်တယ်လေမိမိနဲ့ခင်မင်တဲ့တငယ်ချင်းတွေကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ကြီးပွားတဲ့တိုးတက်တဲ့ကြားရင်ဝမ်းသာတယ်ဟောဒီစိတ်ဓာတ်မျိုးဟာရန်သူပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးမဟုတ်ဘူးအားလုံးပေါ်မှာအဲ့ဒီလိုမိတ်ဆွေစိတ်ဓာတ်ပွားနိုင်အောင်လုပ်ထားမေတ္တာထားနိုင်တယ်လို့ပြောเนาะအဲ့တော့မေတ္တာဆိုတာရင်ထဲနှလုံးထဲမှာအမုန်းတရားတွေကိုဖယ်ရှားပြီးတော့အကျိုးလိုလားတဲ့စိတ်ဓာတ်မျိုးမေတ္တာအဲ့တော့မေတ္တာပွားမယ်ဆိုလို့ရှိရင်ဘယ်ချိန်မှဆိုပွားလို့ရဆိုပါစို့မေတ္တာကလည်းပဲတကယ်ကတော့မေတ္တာစိတ်ဆိုတာမနောကံစိတ်ကလောက်ရမယ်ဟာပေါ့စိတ်ကလောက်ပြီးတော့ခန္ဓာကိုယ်နဲ့ပြရတဲ့ကာယကံမေတ္တာမျိုးလည်းရှိတယ်ဝစီကံနဲ့ပြရမယ်နှုတ်ကနေပြောရမယ်ဝစီကံမေတ္တာမျိုးလည်းရှိတယ်မနောကမေတ္တာဆိုတာစိတ်ထဲကတ attva တွေချမ်းသာကြပါစေဝစီကံမေတ္တာဆိုတာတဦးနဲ့တဦးအကြံဉာဏ်ပေးတယ်ကောင်းတဲ့အကြံဉာဏ်ပေးတယ်ဟာဒီလမ်းတော့မသွားနဲ့ဒီလမ်းမှာအန္တရာယ်ရှိတယ်ဟာဒီနေရာတော့မနေသင့်ဘူးဒီလုပ်တော့မလုပ်တဲ့ဘူးဒီလုပ်လို့ရင်ပိုကောင်းတယ်ဟောအကြံဉာဏ်ပေးတယ်ဒါဝစီကံမေတ္တာလို့ခေါ်တယ်မေတ္တာစိတ်အကြံကောင်းဉာဏ်ကောင်းတွေပေးတယ်ဝစီကံမေတ္တာကာယကမေတ္တာဆိုတာတောင်းရင်လာရင်ကနေဆူးလေးတွေတွေ့ဘေးဖယ်သွားတယ်အေးမတိုက်မခိုက်ကြပါစေနဲ့ကာယကမေတ္တာအိမ်မှာအလုပ်လုပ်ရင်ကလည်းပဲထို့တူပဲနော်အိမ်သူအိမ်သားတွေချမ်းသာဖို့အတွက်ကိုကဆောင်ရွက်လုပ်ကင်ပြီးတော့ပေးနေတယ်ဆိုဒါကာယကမေတ္တာကိုဖြစ်တယ်တော့ကာယကမေတ္တာဖြစ်တယ်ဝစီကမေတ္တာဖြစ်တယ်မနောကမေတ္တာဖြစ်တယ်ဟောမေတ္တာကံနေနဲ့နေပြီဆိုလို့ရှိရင်ခုနကကုသိုလ်နဲ့နေတာပဲအကျိုးရှိတဲ့နေဒီကတော့ဒီလိုပြောဝေယဝိသလုံရင်ဘယ်နေရာမှာပဲဖြစ်ဖြစ်စိတ်ဓာတ်ကိုဖြူစင်အောင်ထားပြီးတော့နေမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကဖြစ်ပွားစေတာအချိန်ဆိုတာရွေးเสียမလို့ဘူးအခါဆိုတာလည်းရွေးเสียမလို့ဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်မိမိစိတ်ကလေးကညွတ်ပြီးတော့နေတာဒါကြောင့်မလို့ငါတဏ္ဍာမှာကုသိုလ်တွေပဲများများဖြစ်စေရမယ်မြင်မြင်နဲ့များမေတ္တာပွားနိုင်ရမယ်လို့နိမိတလို့ဆိုတဲ့ determination နောက်တစ်ခုကပရိနာမအမြဲတမ်းကိုယ်စိတ်လေးကကောင်းတဲ့ဘက်ကိုညွတ်နေအောင်လေ့ကျင့်ပေးရဆိုပါစို့ကောင်းတဲ့ဘက်ညွတ်နေအောင်ဆိုလို့ရှိရင်တယောက်တည်းမှာအေးအေးဆေးဆေးနေမိပြီဆိုလို့ရှိရင်ဘာတွေအတွေးများတယ်လဲကိုယ့်ကိုယ်ချက်ကလုပ်ကြည့်နော်မင်္ဒရချက်ကတော့ကိုယ့်ကိုစစ်စစ်ကြည့်အဲ့တော့ကိုယ်စိတ်လေးဟာကောင်းတဲ့ဘက်မှာညွတ်နေစေရမယ်မကောင်းတဲ့ဘက်အညွတ်များနေလို့ရှိရင်ကောင်းတဲ့ဘက်ကိုညွတ်စေရမယ်လို့ဆိုပြီးတော့စိတ်ကလေးကိုအမြဲတမ်းကောင်းတဲ့ဘက်ကိုဥလှည့်ပေးနေရမေတ္တာပွားဖို့ဥလှည့်ပေးရမယ်ကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်တွေဖြစ်ပွားဖို့ဥလှည့်ပေးရမယ်ကုသိုလ်တရားရဖို့ဥလှည့်ပြီးတော့ပေးရမယ်ဒါလေ့ကျင့်ပေးလို့ရှိရင်ဖြစ်လာတယ်နောက်တစ်ခုကတော့နှလုံးသွင်းတရားနှလုံးသွင်းဆင်ခြင်မှုကအလွန်အရေးကြီးတယ်ဒါကြောင့်မို့ဘုရားမြတ်စွာကဒီနှလုံးသွင်းဆင်ခြင်တာကိုယောနိသောမနတိကာရ wise attention နော်မှန်မှန်ကန်ကန်စဉ်းစားတာအသိဉာဏ်နဲ့စဉ်းစားတာလိမ္မာပဏ္ဏစွာစဉ်းစားတတ်တာဒါကိုယောနိသောမနတိကာရလို့ခေါ်တယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ယောနိသောမနတိကာရမထားနိုင်လို့ရှိရင်ကုသိုလ်ရကြမှာရကုသိုလ်လုပ်နေတောင်မှကုသိုလ်မရတတ်ဘူးတဲ့ကုသနာမှာကုသိုလ်ဖြစ်အောင်မှာယောနိသောမနတိကာရရှိရမယ်ဒါကြောင့်မို့စာပေကျမ်းဂန်မှာ
ယေကေစိကုသလဓမ္မာသဗ္ဗေတိယောနိသောမနတိကာရမူလကကုသိုလ်မှန်တယ်မြတ်ယောနိသောမနတိကာရပေါ်မှာအခြေခံတယ်လို့ဒီလိုမြတ်စွာဘုရားဟောတယ်အဲ့တော့ယောနိသောမနတိကာရဆို wise အပြင်းရှင်းတယ်ဆိုပါစို့ဒေါသထွက်เสียကိစ္စလေးတစ်ခုလူတယောက်နဲ့ပတ်သက်ပြီးတော့ဒေါသထွက်เสียကိစ္စလေးတစ်ခုကိုယ်အနိပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးဒေါသထွက်เสียလေးကိစ္စတစ်ခုကြောင့်ကြမ်းကြမ်းထန်ထန်စကားပြောမိပဲဆိုရင်ဆင်ញင်ကြည့်လိုက်ဩကြမ်းကြမ်းထန်ထန်ပြောတဲ့စကားငါပြောရင်လည်းမကြိုက်ဘူးငါလည်းကြိုက်မှာမဟုတ်ဘူးသူပြောလဲသူလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့ချိုးချိုးသားသားပြောပြီးတော့သူ့ကိုဖြောင်းပြတာကောင်းတယ်ဆိုဒါယောနိသောမနတိကာရလို့ခေါ်တယ်ကြမ်းကြမ်းထန်ထန်ပြောလိုက်တဲ့စကားသည်တစ်ဖက်သားကိုနုညံ့မသွားစေပို့ပြီးတော့ကြမ်းတမ်းသွားစေပြောတဲ့ပုဂ္ဂိုလ်ကလည်းကြမ်းတမ်းတယ်နားထောင်ရတဲ့ပုဂ္ဂိုလ်ကလည်းစိတ်ထဲမှာကြမ်းတမ်းသွားတယ်အဲ့ဒီနှစ်ခုကိုနှလုံးသွင်းဆင်ခြင်လိုက်လို့ရှိရင်ယောနိသောမနတိကာရနဲ့ဆင်ခြင်စဉ်းစားကြည့်လို့ရှိရင်ငါ့ကိုကြမ်းကြမ်းထန်ထန်ပြောရင်ငါကြိုက်သလားမကြိုက်ဘူးငါမကြိုက်လို့ရှိရင်သူလည်းမကြိုက်ပေဘူးအဲ့တော့ငါကြမ်းတမ်းတဲ့စကားကိုပြောဘူးလူညံ့တဲ့စကားနဲ့ပြောမယ်အကျိုးရှိအောင်ပြောမယ်လို့ဟောတယ်လို့တစ်ဖက်ကနေတွေးပြီးတော့ဆင်ခြင်လိုက်လို့ရှိရင်ဒီလိုဆင်ခြင်တာနှလုံးသွင်းတာကိုယောနိသောမနတိကာရလို့ခေါ်တယ်ဘယ်အရာပဲဖြစ်ဖြစ်တစ်ဖက်ကနေကြည့်ရင်ဒေါသထွက်เสียဖြစ်ပေမဲ့လို့တစ်ဖက်ကကြည့်ရင်ကျေးဇူးတင်เสียမျိုးရှိတတ်တယ်အဲ့တော့ဒေါသဖြစ်မဲ့ဘက်ကနေမစဉ်းစားနဲ့ကျေးဇူးတင်เสียဘက်ကစဉ်းစားအမြဲတမ်းအဲ့ဒါလို့စဉ်းစားရင်ဘာအကျိုးရှိတော့လို့ဆိုရင်ကိုယ်တဏ္ဍာမှာအမုန်းတရားကင်းခြင်းအကျိုးရှိတယ်ပေါ့ယင်တဲ့နှလုံးထဲမှာအမုန်းကင်းပြီဆိုလို့ရှိရင်စိတ်မချမ်းသာပဲဘူးလားစိတ်ထဲမှာကြည်နူးရဟုတ်ကဲ့ယင်တဲ့နှလုံးထဲမှာအမုန်းကင်းလို့ရှိရင်စိတ်နှလုံးကကြည်လင်အေးမြဒါလက်တွေ့ရတဲ့အကျိုးတစ်ခုဘုရားမြတ်စွာဟောတဲ့တရားဓမ္မတွေဆိုတာလက်တွေ့ကျင့်သုံးလို့ရတဲ့တရားတွေဘဝနေနည်းတွေ way of life လို့ခေါ် the way of life ဘဝတစ်ခုကဘယ်ပုံပဲနည်းနေရမယ်ဆိုတာမြတ်စွာဘုရားကဟောတာအဲဒါကြောင့်မို့လို့ကုသိုလ်ဖြစ်ဖို့ရအတွက်ဟောဒီအချက်၄ချက်ဟာအရေးကြီးတယ်တဲ့စိတ်ကို determination တန်ဋိဌာန်ချထားရမယ်ကုသိုလ်ပဲဖြစ်အောင်လုပ်မယ်လို့တန်ဋိဌာန်ချထားရမယ်အမြဲတမ်းကုသိုလ်ဘက်ကိုစိတ်ညွတ်ထားရမယ်လေ့ကျင့်ခိုင်းယူရမယ်ကုသိုလ်စိတ်ကိုအမြဲတမ်းလေ့ကျင့်ပေးရမယ်နောက်တစ်ခုကယောနိသောမနတိကာရဆိုတဲ့မှန်ကန်တဲ့နှလုံးသွင်း wise attention ရှိရမယ်အဲ့ဒါဆိုလို့ရှိရင်အကုသိုလ်တွေနည်းသွားပြီးတော့ကုသိုလ်တွေများလာကုသိုလ်တွေများလာခြင်းအပြင်ဘဝတစ်ခုအရာရာမှာအဆင်ပြေလာပြီးတော့ဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရတယ်နှစ်ဖက်အကျိုးရှိအောင်လုပ်အလုပ်တစ်ခုလုပ်လို့ရှိရင်ပင်ပန်းလာတဲ့အခါအိုးငါကြီးပဲလုပ်တာသူတို့ကတော့အေးအေးဆေးဆေးနေတယ်စိတ်တိုးတယ်ဟောဒီလိုစဉ်းစားလိုက်လို့ရှိရင်ဩငါလုပ်ပေးတာငါတတ်နိုင်လို့ငါလုပ်ပေးတယ်ငါလုပ်ပေးသည့်အတွက်ကြောင့်အများချမ်းသာသွားရင်စိတ်ကြည်နူးရဒီလိုတစ်ဖက်ကစဉ်းစားလိုက်လို့ရှိရင်ငါအများအတွက်လုပ်ပေးမယ်အဲ့ဒါလို့ဟိုဘက်ကစဉ်းစားဒီဘက်ကစဉ်းစားမှန်ကန်တဲ့ဘက်ကတွေးလိုက်လို့ရှိရင်ကုသိုလ်ဖြစ်เสียရှိတယ်နော်မမှန်ကန်တဲ့ဘက်ကတွေးလိုက်လို့ရှိရင်အကုသိုလ်ဖြစ်သွားပြန်တယ်လူရတဏ္ဍာတွေနဲ့ပတ်သက်လို့ရှိရင်လည်းဒီတိုင်းပဲလူရတဏ္ဍာတွေအလူကံပုဂ္ဂိုလ်တွေနဲ့ပတ်သက်လာလို့ရှိရင်စိတ်ထဲကနှလုံးသွင်းတတ်ဖို့အရေးကြီးတယ်နော်စိတ်ထဲကနှလုံးသွင်းတတ်ဖို့အရေးကြီးတယ်စိတ်ထဲကနှလုံးမသွင်းတတ်ဘူးဆိုလို့ရှိရင်အကုသိုလ်ဆိုတာဖြစ်လာတတ်တယ်ဒါကြောင့်မို့လို့လူပြီးတမ်းပြီဆိုလို့ရှိရင်လည်းမိမိအနေနဲ့လှူတာဆိုတာကိုယ့်အတွက်လှူတာမဟုတ်ဘူးထိုပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားလို့လှူတာထိုပုဂ္ဂိုလ်ရဲ့ဖောက်ပြန်မှုကြောင့်ကိုယ်စိတ်ထဲမှာတစ်မျိုးဖြစ်တာမျိုးမဖြစ်စေရဘူးပေါ့ဒါကသူ့ဘာသူဖြစ်တာကိုယ်နဲ့မဆိုင်ဘူးကိုယ်ကကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာစိတ်ဟာဖြူရှင်တန်ရှင်းရမယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့
ဆောင်မုတ်ကလေးတစ်ခုလောက်တာစိတ်ဖြူစင်အောင်ထားကိုယ့်အတွက်စိတ်ဖြူစင်အောင်ထားစိတ်ဖြူစင်အောင်ထားဆိုတာအများပေါ်မှာကိုကဘယ်တော့မှမကောင်းတဲ့စိတ်နဲ့မလုပ်ဘူးကောင်းတဲ့စိတ်နဲ့ပဲကိုကြီးဆောင်ရဲမယ်စိတ်ဖြူစင်အောင်ထားလောဘတွေလဲအောင်လုပ်မယ်ဒေါသတွေလဲအောင်လုပ်မယ်မောဟဆိုတဲ့အမှန်မသိတဲ့သဘာဝတရားတွေလဲအောင်လုပ်မယ်စိတ်ကိုဖြူစင်အောင်ထားမယ်ကိလေသာအညစ်အကြေးတွေအပူပန်တွေကင်းအောင်နေမယ်စိတ်ဖြူစင်အောင်ထားအများကောင်းမှုကြိုးစားအင်္ဂလိပ်လိုကြတော့ keep your mind pure be good to others keep your mind pure ကိုယ့်ရဲ့စိတ်လေးကိုဖြူစင်အောင်ထားပါစိတ်မညစ်ညူးစေပါနဲ့ကုသိုလ်တရားနဲ့ရှင်တွဲနေတဲ့စိတ်ဟာဘယ်တော့မှညင်နွမ်းတဲ့စိတ်မဟုတ်ဘူးအကုသိုလ်နဲ့တွဲလာတဲ့စိတ်ဟာညင်နွမ်းတဲ့စိတ်ပဲလောဘနဲ့တွဲတွဲဒေါသနဲ့တွဲတွဲမောဟနဲ့တွဲတွဲမာမာနတွေနဲ့ပဲတွဲတွဲအိဒ္ဓမစ္စရိယတွေနဲ့ပဲတွဲတွဲငါဆိုတဲ့မာမာနတွေနဲ့တွဲစိတ်ဟာညင်ညူးတယ်လို့ခေါ်တယ်နော်အဲ့ဒီလိုညင်ညူးစေတတ်တဲ့သဘာဝတွေနဲ့မတွဲဘဲနဲ့စိတ်ကိုဖြူစင်အောင်ထား be good to others သူများကကိုယ်ကိုကောင်းချင်မှကောင်းမယ်တာကိုကကောင်းရမယ်ဒီလိုဆိုတော့ဘုရားလောင်းနေတာသူ့ပေါ်ဘလောက်မကောင်းကောင်းသူကောင်းအောင်လုပ်တယ်နော်သူကအခုဒီမြန်မာစကားရှိတယ်လို့ပေါ့ဘသူတရားပြက်ပြက်ကိုမပြက်စေနဲ့လို့ဒီလိုရှိတယ်လေအဓိကကိုမပြက်ဖို့အရေးကြီးဘုရားလောင်းရဲ့စိတ်ဓာတ်ကိုကြည့်အလုံးကြားဖို့ကြပါလိမ့်မယ်950ဇတ်ထဲမှာလေပုံနာကြီးတယောက်ဟာမတော်တဆအထိုက်ကြီးထဲမှာချော်ကျသွားလို့ဘယ်လိုမှမတက်နိုင်တော့ဒုက္ခရောက်ပြီးသိဆုံးရမယ့်အနေအထားမျိုးအင်မတန်အင်အားကြီးတဲ့မြောက်ကြီးတစ်ကောင်ကထိုပုံနာကြီးရဲ့အဖြစ်ကိုသနာပြီးတော့အဲ့ဒီပုံနာကြီးကိုကြောက်ထဲကနေသူကိုယ်တိုင်ကြောပို့ပြီးတော့အပေါ်ရောက်အောင်တင်ခဲ့တဲ့ဇာလံဘလောက်ထိအောင်သူပင်ပန်းသွားတယ်လဲဆိုလို့ရှိရင်မြောက်ကြီးကအပေါ်ရောက်သွားတာနဲ့ဟောဟဲဆိုင်ပြီးတော့ပုံနာကြီးကိုအပေါ်တင်တစ်ပင်ရိပ်မှထားပြီးပုံနာကြီးရဲ့ပေါင်းပေါ်မှာသူကမောလောအကြီးတော့လှဲ့အိပ်ပြီးအိပ်ပျော်သွားတဲ့အနေအထားမျိုးကိုရောက်သွားတယ်ပုံနာကြီးရဲ့ဒုက္ခကိုသူကယ်တင်လိုက်အဲ့ဒီအချိန်မှာပုံနာကြီးရဲ့စိတ်ထဲမှာဘာဝင်လာတော့ဆိုလို့ရှိရင်ဒီလူကကောင်းတဲ့စိတ်မဝင်ဘူးမကောင်းတဲ့စိတ်မဖြူစင်ဘူးဆိုတာအဲ့ဒါမျိုးပြောတာနော်စိတ်မဖြူစင်တော့သူကဘလို့တွေးတော့ဆိုရင်အေးငါအိမ်ပြန်သွားလို့ရှိရင်လက်ကြည့်ပဲဘာမှမပါဒီမြောက်ကြီးကလည်းအခုအိပ်ပျော်နေပြီအနားနာရှိတဲ့ကြောက်တုံးကြီးနဲ့ခေါင်းထူမြောက်သားကိုယူသွားမယ်ဆိုရင်အင်္ဂါသားမယားတွေစားရမယ်လို့သွားတွေးတယ်သူမြောက်ကြီးရဲ့ခြေစုကိုမတွေးဘူးမြောက်တက်ပြီးတော့မြောက်သားကိုယူသွားခြင်းတယ်အဲ့ဒါမဖြူစင်တဲ့စိတ်လို့ခေါ်တာပေါ့နော်အဲ့ဒါနဲ့အနားနာရှိတဲ့ကြောက်တုံးနဲ့ကောက်ပြီးတော့မြောက်ကြီးရဲ့ခေါင်းကိုထုလိုက်တာကားလျော်စွာမြောက်ကလည်းခေါင်းကွဲသွားပြီမဲ့လို့မသေးဘူးလမ်းဖြန့်ပြီးတော့တစ်ပင်ပေါ်တက်ပြေးသို့တော့မြောက်ကြီးရဲ့စိတ်ဓာတ်ကဘယ်လောက်ကောင်းလို့ဆိုလို့ရှိရင်အေးငါကကယ်ပြီမဲ့လို့သူကငါ့ပေါ်မှာဒီလိုပြစ်မှားတယ်သို့တော့ငါကယ်တင်ရေးကိစ္စမပြီးသေးဘူးသူကလမ်းပြောင်းနေပြီဘယ်နည်းနဲ့မှဒီတောထဲကထွက်နိုင်မှာမဟုတ်ဘူးအဲ့တော့ငါသူ့ကိုဆုံးသည့်ထိအောင်ကူညီမယ်လို့ဆိုပြီးတော့ဒါပေမဲ့လို့သူဟာငါ့ပေါ်မှာကောင်းကျိုးမလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူနာတော့ငါနေလို့မဖြစ်ဘူးဆိုပြီးတော့မြောက်ကြီးကပြောတယ်ငါတလောက်ကဲတင်တာတောင်မင်းကငါ့ကိုဒီလိုထားတယ်ဒါပေမဲ့လို့မင်းကိုငါဆက်ပြီးတော့ကဲပါမယ်ဒါပေမဲ့လို့မင်းနာတော့ငါမကရဲတော့ဘူးငါကသစ်ပင်တပင်ကနေတပင်ခုံပြီးတော့ကူးသွားမယ်ငါသွေးဆက်ကြတဲ့နောက်ကမင်းလိုက်ခဲလမ်းပြောင်းနေတာလမ်းပြလိုက်သေးတယ်နော်အဲ့ဒါ be good to others ကိုယ့်ပေါ်မကောင်းပေမဲ့ကောင်းတယ်ဆိုတာဘုရားလောင်းစိတ်ဓာတ်ပဲနော်အဲ့ဒီလိုစိတ်ဓာတ်မျိုးဟာဖြူစင်တဲ့စိတ်ဓာတ်လို့ခေါ်တယ်အဲ့ဒီလိုလမ်းပြပြီးတော့ကဲတင်လိုက်ဒါဘဝတစ်ခုပဲဘဝတစ်ခုဒီလိုနေတာလေအေးကောင်းပြီအခုလိုဘဝမှာနေတဲ့အခါမှာထပ်ပြီးတော့ပြောရမယ်ဆိုစ
စီးပွားရေးမျက်စိလည်းရှိဖို့လိုတယ်ဓမ္မရေးရမျက်စိလည်းရှိရမယ်စီးပွားရေးရမျက်စိဖြင့်ဘဝမှာကြီးပွားတိုးတက်ဖို့စီးပွားရှာရမယ်လူဆိုတာစီးပွားမရှိရင်မဖြစ်ဘူးစီးပွားရှာရမယ်တရားတဲ့နေရာနဲ့စီးပွားရဓမ္မအတိရှိသည့်အတွက်ကြောင့်နော်ထိုစီးပွားရှာတဲ့နည်းကိုထိန်းတာမကောင်းတဲ့နည်းနဲ့စီးပွားမရှာဘူးကောင်းတဲ့နည်းနဲ့စီးပွားရှာတယ်ကိုချင်းတရားနဲ့စီးပွားရှာနည်းကိုထိန်းထားသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ရလာတဲ့စီးပွားသည်ဓမ္မလတ္တတရားသဖြင့်ရတဲ့စီးပွားအဲ့ဒီတရားသဖြင့်ရတဲ့စီးပွားနဲ့ခုနကဓမ္မအတိညာဉ်နဲ့နှစ်ခုပေါင်းပြီးတော့မိမိကိုယ်တိုင်လည်းချမ်းသာအောင်နေတယ်မိမိပတ်ဝန်းကျင်ကိုလည်းချမ်းသာအောင်ထားတယ်မိဘကိုလည်းလှူကျွေးတယ်ဆွေမျိုးသားချင်းတွေကိုလည်းထောက်ပံ့တယ်မိမိကိုယ်ွယ်တဲ့ဘာသာတရားကိုလည်းထောက်ပံ့တယ်ဆိုတဲ့အလုပ်တွေလုပ်တာဒါအကောင်းဆုံးလုပ်တဲ့လုပ်နည်းကဘဝမှာနော်ဘုရားမြတ်စွာဘုရားဒီလိုလမ်းညွှန်ထားတယ်ကဲကောင်းပြီနေ့စဉ်ဘဝတစ်ခုကျိုးရှိအခြေခံအားဖြင့်အကျိုးရှိအောင်နေတယ်ဆိုတာအကုသိုလ်မဖြစ်အောင်နေ့စဉ်ဘဝလူဖြစ်လာရင်စီးပွားရှာရမှာပဲမရှာလို့မရဘူးเนาะစီးပွားရှာရမယ်လူရဲ့လုပ်ငန်းတာဝန်တွေကိုဆောင်ရွက်ရမယ်ဆောင်ရွက်တဲ့အခါမှာစိတ်ဖြူစင်အောင်ထားပြီးဆောင်ရွက်တာဟုတ်ဆိုငါလုပ်တဲ့အလုပ်တွေအများအတွက်အကျိုးဖြစ်ပါစေငါလုပ်တဲ့အလုပ်တွေအများအတွက်အကျိုးဖြစ်တဲ့အလုပ်ဖြစ်ရမယ်လို့ဒီလိုစဉ်းစားပြီးတော့လုပ်သွားမယ်ဆိုရင်ဘဝအတွက်အကျိုးရှိအောင်လုပ်ကဲတီးတဲ့အကျိုးရှိအောင်အစစ်မြင့်မြင့်လူဆိုတာသူ့အဆင့်နဲ့သူသွားရတာလေအဲ့တော့ဓမ္မအတိနဲ့နေဆိုလို့ရှိရင်ဒီတဲ့အကျိုးရှိတဲ့နေနည်းကားဆိုတာဘာနဲ့နေရလောကမှာနေကြပုံတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်ပညာမဲ့တို့ရဲ့နေနည်းနဲ့ပညာရှိတို့ရဲ့နေနည်းကမတူဘူးပညာမဲ့တဲ့ပုဂ္ဂိုလ်ကတော့ဒီဘဝကောင်းစားရင်ပြီးရောဒီဘဝကောင်းစားပြီးရောဆိုပြီးတော့အကျိုးအကြောင်းအဆိုးကောင်းလည်းမစင်စားဘူးရရင်ရတယ်လို့ဒီပညာမဲ့တဲ့ပုဂ္ဂိုလ်ကြတော့ဘာလို့ပဲအာယုံပြုလို့ဆိုရင်စားဖို့တောက်ဖို့ပျော်ဖို့ပါဖို့ကလွဲရင်ဒီပြင်ဘာမှမစင်စားဘူးဘဝတစ်ခုလေးအတွက်ကိုစဉ်းစားတယ်ပညာနဲ့နေတာကြတော့အသက်ရှင်တဲ့ထဲမှာအသက်မွေးတဲ့ထဲမှာပညာနဲ့အသက်မွေးတာပညာနဲ့အသက်ရှင်တာအကောင်းဆုံးအဲပညာနဲ့အသက်ရှင်တယ်ဆိုတာခုနလိုစဉ်းစားပြီးတော့အသက်ရှင်ဘယ်လိုနည်းနဲ့ငါနေ့ညတွေကုံသွားသလဲဆိုတာကိုယ့်ကိုယ်ကိုစစ်ဆေးပြီးတော့ကောင်းတဲ့နည်းနဲ့ကုံအောင်လေ့ကျင့်ပြီးတော့သွားတာကောင်းတဲ့နည်းနဲ့အသက်မွေးဒီကိစ္စနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်လက်ထက်တော်ခါကာလတုန်းကမြတ်စွာဘုရားရဲ့နောင်တော်ဝမ်းကွဲဖြစ်တဲ့မဟာနာမဆိုတာရှိသာသနာတော်မှာဒိဗ္ဗစကုအရာဣတရေရတဲ့ရှင်အနုရုဒ္ဓရဲ့အကိုအရင်မဟာနာမဆိုတဲ့တာကိဝင်မင်းသားရှိအဲ့ဒီတာကိဝင်မင်းကသူ့ရဲ့ဓမ္မအဆင့်ကဘယ်ရောက်နေတော့ဆိုရင်နော်သူ့ရဲ့ဓမ္မအဆင့်ကတက္ကရာကအဆင့်ရောက်သောတာပန်ဖြစ်ပြီးလို့သောတာပန်ကနေပြီးတော့အဆင့်တက်သွားလို့တက္ကရာကံထိဖြစ်သွားပြီအဲ့ဒါလို့တက္ကရာကံအဆင့်ရောက်တဲ့အခါမှာမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်တို့ဘဝတစ်ခုရလာတဲ့အခါမှာလူတွေဟာတယောက်နဲ့တယောက်မတူကြဘူးနေတာထိုင်တာဒီအမျိုးမျိုးနဲ့နေနည်းထိုင်နည်းအမျိုးမျိုးနဲ့ဘဝမှာနေထိုင်ရတယ်တဲ့အဲ့ဒီနေထိုင်တဲ့ထဲကတပည့်တော်တို့ဖို့ဘယ်လိုနေနည်းနဲ့နေဖို့ကောင်းမလဲသူမေးကောကအလောမှတ်သားစရာကောင်းတယ်နော်ဘဝမှာဘယ်လိုနည်းနဲ့နေဖို့ကောင်းမလဲဗျာလို့ဆိုတော့မြတ်စွာဘုရားကအဆင့်မြင့်တဲ့ဓမ္မအနေအားဖြင့်ဒီနေရာမှာဟောထားတာနော်အခြေခံအားဖြင့်တော့ခုနလိုနေရမှာတခြားသုတ်တန်တွေမှာမြတ်စွာဘုရားဟောထားတာအခြေခံအားဖြင့်ခုနလိုနေရမှာဘဝအဲ့တော့ဒီနေရာမှာပြောရမယ်ဆိုလို့ရှိရင်လူလောကရောက်လာတဲ့လူတွေဟာလူဘဝရလာတဲ့ဆိုတဲ့ကုသိုလ်ကံကြောင်းရသို့တော့လူဘဝကိုမြတ်စွာဘုရားကဘယ်လိုသုံးသပ်ပြတယ်လဲဆိုရင်
လူတွေဟာအတိတ်ဘဝတုန်းကကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ကုသိုလ်အကျိုးပေးနဲ့ကြလို့လူဘဝရလာကြရလာတဲ့အတွက်ကြောင့်လူဘဝမှာဒုက္ခဒုက္ခဆိုတာနှစ်မျိုးခံစားနေကြဒုက္ခကောင်းကျိုးချမ်းသာတွေကုသိုလ်တွေကအကျိုးပေးတဲ့အခါကောင်းတယ်ကုသိုလ်ကံကအကျိုးမပေးတဲ့အခါဆင်းရဲကြတယ်ဟောအကောင်းတွေးလိုက်အဆိုးတွေးလိုက်နဲ့လူဘုံလူဘဝဟာဒုက္ခဒုက္ခလှုပ်လာတဲ့ကံတွေရတယ်အကောင်းနဲ့အဆိုးရောလှုပ်လာကြတာတဲ့ကဲအဆိုးကြီးလှုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့ဘယ်သွားတော့ဆိုလို့ရှိရင်ငရဲဘုံမှာတော့ငရဲရောက်နေတဲ့ပုဂ္ဂိုလ်တွေကြတော့ချမ်းသာဒုက္ခဆိုတာတစ်စက်မှမရှိအောင်ချမ်းသာတယ်ဆိုတာလုံးဝမရှိကုသိုလ်ကောင်းမှုဖြစ်ဖို့အနေထားလုံးဝမရှိတဲ့အပေပုံဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေကအကုသိုလ်ကံတက်တက်နဲ့လှုပ်လာခဲ့တဲ့ပုဂ္ဂိုလ်တွေအကုသိုလ်ကံအကျိုးပေးလို့ငရဲဘုံရောက်သွားတယ်လူဘုံကြတော့ကုသိုလ်အကုသိုလ်နှစ်ခုရောလို့ဟုတ်ဗြဟ္မဘုံရောက်သွားတဲ့ပုဂ္ဂိုလ်တွေကြတော့ကုသိုလ်ကံအရှိန်သိပ်ကောင်းတဲ့အတွက်ကြောင့်ဒုက္ခဘုံတက်တဲ့ချမ်းသာဒုက္ခအပြည့်ရှိတယ်လူဘုံမှာတော့ချမ်းသာဒုက္ခအပြည့်မရှိဘူးဒီတပြည့်လူဘုံလူဘဝရောက်လာတဲ့အခါမှာလူတွေကိုကြည့်လိုက်တယောက်နဲ့တယောက်မွေးရပါအဆင့်တန်းကွာခြားနေတာလေးရှိတယ်နော်မွေးရပါအဆင့်တန်းကွာခြားတယ်ဆိုတာတချို့ပုဂ္ဂိုလ်ကမွေးလာကြတဲ့ကိုယ်အင်္ဂါမစုံဘူးမွေးလာကြတဲ့ကိုယ်အင်္ဂါမစုံဘူးရုပ်ရည်အဆင့်မလှဘူးအကြီးတန်းနဲ့အကြီးတန်းရောမကဘူးကိုယ်အင်္ဂါမစုံဘူးအသိဉာဏ်မရှိဘူးဟောအောက်တန်းကနေမွေးလာတဲ့ဟာရှိပြီးတော့ဆင်းရဲဒုက္ခတအားကြီးစားဖို့နေဖို့အမတန်မှခင်းရတဲ့ဘဝမျိုးလူဖြစ်ပေမဲ့တယောက်နဲ့တယောက်အခြေခံရင်းကိုမတူလာဘူးစားဖို့နေမပြေစုံဘူးဆင်းရဲတယ်ယောဂထူပြောတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကတခုတချို့ပုဂ္ဂိုလ်ကြတော့မွေးလာကြတဲ့ကထိုက်ထိုက်တန်တန်ချမ်းသာတဲ့အိမ်မှာမွေးတယ်ရုပ်ရည်အစဉ်ရူပကာယလည်းပြည့်စုံတယ်အသိဉာဏ်လည်းရှိတယ်လူဘဝမှာကဒီလိုအနေထားအခြေခံကဖြစ်လာတာဒီပေါ်မှာတည်ပြီးတော့ကြိုးစားတာမကြိုးစားတာကနောက်တကံတာကြိုးစားလို့ရတဲ့စီးပွားဥစ္စာကနောက်တကံတာအဲ့တော့အခြေခံအခြေအနေကမတူဘဲနဲ့ဖြစ်လာမတူဘဲနဲ့ဖြစ်လာတဲ့အခါဆိုပါစို့နှိမ့်ကြတဲ့အနေထားမျိုးကိုရောက်လာပြီးတော့တချို့ပုဂ္ဂိုလ်တွေကနှိမ့်ကြတဲ့အနေထားကိုရောက်လာပြီးတော့လှုပ်တဲ့အလုပ်တွေကလည်းပဲနှိမ့်ကြတဲ့အလုပ်တွေလုပ်တယ်။ဘာတွေတော့ do strike တွေလုပ်တယ်။နော် do strike လုပ်ငန်းတွေလုပ်တယ်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားကအမှောင်ထဲကအမှောင်ထဲသွားမဲ့ပုဂ္ဂိုလ်မျိုးလို့ဒီလိုခေါ်တယ်။သူနေတာလည်းအမှောင်ထဲမှာရောက်တယ်။သူလုပ်နေတဲ့အလုပ်တွေကလည်းပဲအမှောင်ထဲရောက်ဖို့အလုပ်တွေကြီးပဲ။တဖြည်းဖြည်းမှောင်သွားမယ်လို့ဆိုတချို့ပုဂ္ဂိုလ်ကြတော့ခဏလုံးပြည့်ပြည့်စုံစုံနဲ့ဘဝမှာအသိဉာဏ်လည်းရှိတယ်ရုပ်ရည်ပကာယလည်းပြည့်စုံတယ်သို့တော်လည်းအဲ့ဒီပုဂ္ဂိုလ်ကဒုစရိုက်တွေလုံနေပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကအလင်းထဲကနေပြီးတော့အမှောင်ထဲနေတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဒါလည်းရှိတယ်လေတချို့ရုပ်ရည်ပကာယလည်းပြည့်စုံတယ်ဒီကောင်းဖခင်တာသမီလည်းဖြစ်တယ်ခိုးဆိုးနေတာမျိုးကြလို့ရှိရင်မကောင်းတဲ့ဒုစရိုက်တွေပဲဝါသနာပါပြီးလုံနေလို့ရှိရင်ဒါအမှောင်အလင်းလေးရောက်တဲ့တန်းနဲ့အမှောင်ထဲသွားနေတဲ့ပုဂ္ဂိုလ်ပဲဒီဘဝမှာဒီကောင်းပါခင်သာသမီဖြစ်ပြီးတော့ကိုယ်ရင်ကပြည့်ပြည့်စုံစုံနဲ့ရောက်လာပြီးတဲ့အခါမှာကောင်းတာတွေကြီးပဲလုပ်မယ်ဆိုလို့ရှိရင်အလင်းထဲမှာနေပြီးအလင်းသွားမဲ့ပုဂ္ဂိုလ်အဲ့တော့ကိုနေတာဟာအလင်းထဲနေပြီးတော့အလင်းထဲကိုသွားဖို့အလုပ်အလင်းထဲမှာပဲနေဖို့အရေးကြီးတယ်ပေါ့ဒါကတစ်ချက်ပေါ့ခုနမဟာနာမဘုရင်ကြီးကမြတ်စွာဘုရားကိုမေးတာအရှင်ဘုရားတဲ့တပည့်တော်တို့နေကြထိုင်ကြတာတယောက်နဲ့တယောက်မတူဘူးဗျာဘယ်နည်းနဲ့နေရင်ကောင်းမလဲလို့ဆိုတော့မြတ်စွာဘုရားကဒီမိကုံးအလွန်ကောင်းတယ်နေနည်းကားကိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးအကြံပေးတယ်ဒါကအတော်အဆင့်မြင့်တဲ့နေနည်းကားတစ်ခုမြတ်စွာဘုရားအကြံပေးအဲ့တော့အခုလိုနေနည်းကားနဲ့နေနိုင်အောင်လူဆိုတာအကြီးချင်းကလိုအပ်သေးတယ်နော်အလုတ်တောင်တစ်ခုကိုလုပ်ပြီးဆိုရင်အကြီးချင်းကအရေးမကြီးဘူးလားတ
တာဝန်တစ်ခုထမ်းဆောင်တော့မယ်ဆိုရင်ထိုတာဝန်နဲ့ထိုက်တန်တဲ့အရေးချင်းရှိဖို့လိုတယ်လေအခုလည်းပဲအစစ်မြင့်တဲ့နေနည်းကနေတော့မယ်ဆိုရင်အဲ့ဒီအတွက်လိုအပ်တဲ့အရေးချင်းတွေကဘာလို့ဆိုမြတ်စွာဘုရားတတ္တာလို့ခေါ်တဲ့ကိုယ့်အလုပ်ပေါ်မှာကိုယ်ယုံကြည်ချက်ရှိရမယ်ဒါဟာအရေးကြီးတယ် confidence လို့ယုံကြည်ချက်ရှိရမယ်ယုံကြည်ချက်မရှိရင်မအောင်မြင်ဘူးတဲ့ယုံကြည်ချက်ရှိမှအောင်မြင်တယ်လို့တခုပါဒါယုံကြည်ချက်ရှိရမယ်ဒါယုံကြည်ချက်မရှိသေးရင်ရှိအောင်လုပ်ရမယ်ရှိရင်ခိုင်မာလာအောင်လုပ်ရမယ်ယုံကြည်ချက်ဘယ်အရာမှသူ့အတူဖြစ်လာတာမဟုတ်ဘူးလေ့ကျင့်ယူရတာရှိတယ်နော်အာဂစာသမားတယောက်တွေကြည့်ပေါ့အာဂစာသမားတွေအမြဲလေ့ကျင့်နေရမလေ့ကျင့်မရဘူးလေဟုတ်လားစစ်တပ်ထဲမှာအမှုထမ်းတာတို့ရဲထဲမှာအမှုထမ်းတာလေ့ကျင့်နေကြတာပဲအမြဲတမ်းလေ့ကျင့်ကျမ်းမာရေးလူကျင်တဲ့ပုဂ္ဂိုလ်လေ့ကျင့်ကျောင်းတက်တဲ့ကလေးတွေရောလေ့ကျင့်နေရတာပဲဖတ်အဲ့တော့လေ့ကျင့်မှုဟာအည်သွေးရဖို့လို့ဒါကြောင့်မို့လိုအပ်တဲ့အည်သွေးတစ်ခုရဖို့ရအတွက်လေ့ကျင့်ရမယ်နံပါတ်1လိုအပ်တဲ့အည်သွေးက confidence လို့ခေါ်တဲ့တတ်တာအဲ့ဒီ confidence ဆိုတဲ့တတ်တာမရှိဘူးဆိုရင်သူ့လုပ်ငန်းမအောင်ဘူးတဲ့လုပ်ငန်းအောင်မြင်ဖို့အတွက် confidence ရှိရမယ်ဒါတစ်ခုနောက်တစ်ခုကယုံကြည်ချက်ရှိုံနဲ့မပြီးသေးဘူးကြိုးစားရမယ်လုံလဝိရိယရှိရမယ်ဒါတစ်ခုအဲ့တော့လုံလဝိရိယရှိမှအောင်မြင်တယ်လုံလဝိရိယမရှိရင်မအောင်မြင်ဘူးဆိုတာလောကမျက်မြင်အားဖြင့်လည်းထင်ရှားတယ်လေအရာရာမှာရှင်ပြိုင်မှုနဲ့ကြိုးစားနေကြတာမကြိုးစားမရဘူးဒါကတော့သိချာနော်ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်တွေအထိတ်တန်းရအောင်ဒါကြောင့်မို့လုံလဝိရိယရှိရမယ်တဲ့လုံလဝိရိယရှိမှအောင်မြင်တယ်လုံလဝိရိယမရှိရင်မအောင်မြင်ဘူးတဲ့ဒီကိစ္စနောက်တစ်ခုဘာရှိဖို့လိုလို့ဆိုတော့တတိကြိုးစားတဲ့အခါမှာတတိရှိဖို့လိုသေးတယ်အရန်ကြိုးစားလို့လည်းမရဘူးနော်တတိရှိကြိုးစားဖို့ဒါကြောင့်မို့တတိဆိုတာ mindful ပေါ့ကိုလုံးရမယ့်အလုပ်တစ်ခုပေါ်မှာ mindful ဖြစ်နေရမယ်ဒီနေ့လုပ်တဲ့လက်ဖြင့်ကလှုပ်ချင်မှလုပ်မယ်ဆိုရင်မရဘူးဇွဲရှိရမယ် mindful ရှိနေရမယ်ကိုလုံးတဲ့ဒါကြောင့်တတိဆိုတာလည်းလိုအပ်တယ်နောက်တစ်ခုကဘာလိုအပ်တော့ဆိုရင်တမာတိတမာတိဆိုတာစိတ်တည်ငြိမ်တာလူတယောက်ဟာစိတ်မငြိမ်ဘူးခဏမငြိမ်ဘူးဆိုရင်ဒီပုဂ္ဂိုလ်အောင်မြင်မှုမရနိုင်စိတ်တည်ငြိမ်မှုအဝတ္တမအရေးကြီးတယ်တရားထုတ်မှတမာတိရှိရတာမဟုတ်ဘူးဘယ်နေရာမှာဆိုတမာတိရှိရစိတ်တည်ငြိမ်မှုမရလို့ရှိရင်မအောင်မြင်နိုင်ဘူးကိစ္စတွေဒါကြောင့်မို့လို့အာယုတစ်ခုတည်းပေါ်မှာစိတ်ကတည်ငြိမ်နေတာမျိုးစိတ်လွင့်နေတာမျိုးမဖြစ်စေရဘူးစိတ်တည်ငြိမ်မှုဆိုရင်တမာတိဟာစွမ်းအားတစ်ခုပဲတမာတိမရှိရင်မအောင်နိုင်ဘူးတမာတိရှိမှအောင်တယ်နောက်ဆုံးလိုအပ်ချက်တစ်ခုကဘာလို့ဆိုပညာဒါတော့သိအရေးကြီးပညာဆိုတာလုံးသင့်တာလားမလုံးသင့်ဘူးလားဟောဒီနှစ်ခုကိုခွဲခြားပြီးတော့သိရကိုလုံးနေတဲ့အလုပ်ပေါ်မှာအများအားဆန်းစစ်ပြီးတော့သိနေရပြောသင့်တာလားမပြောသင့်ဘူးလားစိတ်ကူးသင့်သလားစိတ်မကူးသင့်ဘူးလားလုံးသင့်မလုံးသင့်ဆိုတာကိုခွဲခြားမှမသိဘူးဆိုရင်ဘာတွေဖြစ်တော့လဲမလုံးသင့်တာကိုလုံးပြီးတယ်အကျိုးပြက်ပြားသွားလုံးသင့်တာကိုမလုံးခဲနေတယ်အကျိုးပြက်ပြားလောကမှာလုံးသင့်တာနဲ့မလုံးသင့်တာရှိတယ်လူတွေကအပြစ်တင်ကြတယ်ဟေ့မလုံးသင့်တာလုံးလို့ဒီကောင်ဒုက္ခရောက်တယ်လို့လည်းပြောလုံးသင့်တာမလုံးရင်လည်းဒုက္ခရောက်တတ်တယ်နော်လုံးသင့်တာကိုလုံးရအဲ့တော့လုံးသင့်တာကိုလုံးရမယ်မလုံးသင့်တာကိုရှောင်ရမယ်အဲ့ဒါမှအကျိုးစီးပွားတစ်ခုရနိုင်တယ်ပညာကတော့အဆင့်ဆင့်တစ်ခုပြီးတစ်ခုမြင့်သွားတယ်ပညာမျိုးရှိဖို့လိုတယ်ပေါင်းလိုက်တော့ဒီအည်သွေး9ရက်မိမိရဲ့စိတ်ဓာတ်ထဲမှာဒီအည်သွေး9ရက်နဲ့ခိုင်မာအောင်တည်ဆောက်ပြီးတဲ့အခါကျတော့ဘယ်လိုနေမလဲဘာနဲ့နေမလဲဘာနဲ့ခုနကတရားကောင်းစဉ်ပေးခဲ့တယ်ဓမ္မအတိနဲ့နေမယ်ကဲဓမ္မအတိဆိုတာအမှန်တန်ကျေပြတဲ့စကားဘုရားမြတ်စွာနေစရာအာယုန်လေးတွေကိုပေးထားနေစရာအာယုန်ကလည်းပဲအမှန်တန်လွယ်ပါတယ်ဘုရားကိုကြည်ညိုကြတဲ့ဥပဒကဥပဒိကမတွေဆိုလို့ရှိရင်ဘုရားမြတ်စွာရဲ့ဂုဏ်အည်သွေးတွေကိုအလုံးသိနေကြတယ်
အဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့ဒီလိုနေလို့ရမြတ်စွာဘုရားရဲ့ဂုဏ်ကိုအရဟံသမ္မာသမ္ဗုဒ္ဓဝိသန္တသမ္မာတော်တစ်ခုစီတစ်ခုစီဘုရားရဲ့ဂုဏ်ပေါ်တဲ့ကိုလာအောင်အသိဉာဏ်နဲ့စဉ်းစားလို့ပို့ပြီးတော့နားလည်အောင်လေ့လာဖတ်ရှုပြီးမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့နေတာ။နဲဆုံးဒီရုပ်တုတော်ကြီးကစပြီးတော့ရုပ်ပုံကနေစပြီးတော့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့တည်ငြိမ်တဲ့ဒီစွမ်းအားတွေသီလဂုဏ်တွေသမာဓိဂုဏ်တွေပညာဂုဏ်တွေဒါတွေကိုအာရုံပြုနိုင်အောင်လုပ်ရမယ်နော်။အဲ့တော့ဘုန်းကြီးတို့ဒီဂျာမနီကိုနှစ်ဆက်သွားပြီးတော့ပြီးတော့မှသင်တန်းပို့ချအဲဂျာမန်မျိုးသမီးကြီးတယောက်ကရှောက်ဖို့သူကငကောကဗုဒ္ဓဘာသာမဟုတ်ပါဘူးဗုဒ္ဓဘာသာမိသားစုကမဟုတ်ဘူးခုတော့ဗုဒ္ဓဘာသာစစ်စစ်ဖြစ်သူကဘာပြောလို့ဆိုဗုဒ္ဓရဲ့ရုပ်ပွားတော်ကိုဖူးလိုက်ရလို့ရှိရင်စိတ်ထဲမှာတိတ်ချီနူးတယ်တည်ငြိမ်တဲ့မျက်နှာတော်နဲ့ထိုင်နေတာကိုကြည့်ရတယ်အလုံးကိုစိတ်ထဲမှာကျင်လို့ရတယ်လို့ဘုန်းကြီးကိုပြောဦးတယ်။နောက်ဂျာမန်အမျိုးသမီးကြီးတယောက်ကဗမာပြည်ကရုပ်ပွားအဲ့ဒီဗမာပြည်ကရုပ်ပွားတော်လေးဆင်းတုတော်လေးသူတခြားနိုင်ငံတနိုင်ငံကဝယ်တွေးလို့ဝယ်ထားတယ်နဲ့သူကရုပ်ပွားကတော့ဗမာပြည်ကရုပ်ပွားအဲ့ဒီရုပ်ပွားဆင်းတုတော်လေးကိုသူသွားရအရပဲ့သွားတစ်တန်နဲ့ထည့်ပြီးသွားရအရပဲသူနေတဲ့နေရာမှာအဲ့ဒီရုပ်ပွားဆင်းလို့တော်လေးတင်ထားပြီးဒီရုပ်ပွားဆင်းလို့တော်လေးကိုအာယုံပြုပြီးတော့သူနေဒါလေးရုပ်ပွားတော်လေးကိုဖူးနေရင်သူ့စိတ်ထဲမှာချီးနှူးနေတယ်ပုံတော်ကနေပြီးတော့နောက်ဂုံတော်ထိအောင်ရပုံတော်ပဲဖူးဖူးဂုံတော်ပဲဖူးဖူးပုံတော်ဆိုတာပကဝါထဲမှာပါတာပေါ့နော်အေးအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့နေလိုက်တဲ့အခါမှာဘုရားကိုအာယုံပြုနေတဲ့အချိန်မှာတရားချစ်တဲ့သူတော်စင်ပြိဿတို့စဉ်းစားကြည့်အဲ့ဒီအချိန်မှာလောဘစိတ်တွေဖြစ်သလားဒေါသဆိုတဲ့အမုန်းတရားတွေဝင်လာသလားဘုရားကုံနဲ့ပတ်သက်ပြီးတော့တွေးဝေးနေတာမျိုးရှိသလားမရှိဘူးဆိုတော့လောဘလည်းဖြစ်မလာဘူးဒေါသလည်းဖြစ်မလာဘူးမောဟလည်းဖြစ်မလာဘူးဆိုတော့အကုသိုလ်တွေအဲ့ဒီချိန်မှာတည်ငါအဖြစ်ငြိမ့်နေတယ်လို့ပြောတာနော်ငြိမ့်နေတယ်ဒီအကုသိုလ်ဆိုတဲ့ဒီသဘာဝတရားတွေဟာငြိမ့်နေလို့ငြိမ်သွားလို့ရှိရင်သူကဆက်ငြိမ်သွားခဏခဏဖြစ်နေရင်လှုပ်ရှားပြီးထားကြွတယ်သူကယောဂများလို့ကငြိမ်နေတယ်မလှုပ်ရှားဘူး non active လို့ရှိရင်လှုပ်တော့မလို့ရင်အနေရရှိဒီအကုသိုလ်တွေကလည်းပဲထို့တူပဲလောဘကရှိနေပေမဲ့လို့ခုနကငြိမ်သွားလို့ရှိရင်သူ့ရဲ့လှုပ်ရှားမှုမလာမလာရင်မနောကလည်းမဖြစ်ဘူးဝစီကံလည်းမဖြစ်ဘူးကာယကံလည်းမဖြစ်ဘူးဝစီကံကာယကံဒါတွေမမြောက်ဘူးဆိုလို့ရှိရင်သူ့ရဲ့ action လာတော့ဒါကိုပြောတာစာပေကျမ်းကမှာပါဠိလိုလောဘပရိယုဌာဏစိတ်တဏဟောတိစိတ်ထဲမှာလောဘဖြစ်မလာဘူးတဲ့ဘုရားကုံကိုအာပြုဒေါသဖြစ်မလာဘူးမောဟဖြစ်မလာဘူးဘုရားကုံထဲမှာပဲစိတ်ကတဖြောင်းနဲ့ကြည်နူးနေတယ်အဲကြည်နူးနေတဲ့ကဘာဖြစ်တော့ဆိုစိတ်ထဲမှာဝမ်းသာဘုရားကိုအာရုံပြုနေအလုံးခံစားမှုပါလိမ့်မယ်ဘုရားကိုအာရုံပြုပြီးနေလိုက်တဲ့အချိန်မှာဝမ်းသာမှုတွေဖြစ်လာကြည်နူးမှုလေးတွေဖြစ်လာတယ်ဝမ်းသာမှုဖြစ်လာလို့အလုံးလောက်ဖြစ်လာတဲ့အခါမှာပီတိဆိုတဲ့နှိမ့်ချိုင်မှုလေးတွေဖြစ်လာဒါကိုယ်တဏ္ဍာမှာဖြစ်မဖြစ်စဉ်းစားကြည့်နော်မဖြစ်သေးရင်ဖြစ်အောင်လေပီတိဆိုတာလေးဖြစ်လာအဲ့ဒီပီတိဆိုတာလေးဖြစ်လာလို့ရှိရင်ကိုယ်လည်းငြိမ်းချမ်းလာတယ်စိတ်ကလည်းငြိမ်းချမ်းလာဒါတွေကတောင်းဆိုနေရတဲ့အရာတွေမဟုတ်ဘူးတဲ့ဒီ process ကဒီတစ်ခုလာရင်ဒီတစ်ခုလာကိုလာမှာပဲသိချာဆိုတော့တရားစစ်မိကြောင်းလေးကိုဖွင့်လိုက်လို့ရှိရင်အလင်းကိုလာဖို့တမင်တကာခေါ်ရသေးလားအမောင်ကိုပယ်ဖြောက်ဖို့တမင်တကာလုပ်ဖို့လိုသေးလားမလိုဘူးအလင်းလာတာနဲ့အမောင်ပြောက်တာဒါသူ့ဘာသူစွမ်းဆောင်သွားတဲ့ဟာပဲနော်အေးဒါကြောင့်မလို့မြတ်စွာဘုရားကိုအာယုံပြုပြီးစိတ်လေးကြည်နူးလာတဲ့အခါမှာ
ပါမောက္ခဆိုတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်လာတယ်ပါမောက္ခဆိုတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်လာတဲ့တည်းနဲ့ရင်ထဲမှာပီတိဖြစ်လာရင်ထဲမှာပီတိဖြစ်လာလို့ရှိရင်ကိုယ်လေးကငြိမ်းချမ်းသွားတယ်စိတ်ထဲမှာလည်းငြိမ်းသွားတယ်ကာယပတ္တိစိတ်တပတ္တိကိုငြိမ်းချမ်းတယ်စိတ်ငြိမ်းချမ်းကိုငြိမ်းချမ်းစိတ်ငြမ်းများတော့ဘာဖြစ်လာတော့ဆိုဒုက္ခချမ်းသာစိတ်ထဲမှာချမ်းသာတော့ဘာဖြစ်လို့စိတ်ကလေးငြိမ်သွားတယ်ဒါအခုလက်တွေ့ချက်ချင်းရနိုင်တဲ့အကျိုးလေးနေ့စဉ်ဘဝမှာအဲ့လိုနေပဲဆိုလို့ရှိရင်စိတ်ကလေးတည်ငြိမ်မှုလေးရဖို့ဟာဒါအရေးကြီးတခါတည်းကျတော့တစိုးတစိုးသောအကြောင်းကြောင့်လူတွေမှာစိတ်မတည်ငြိမ်ဘူးလေတောကဖြစ်เสียတွေကြုံတယ်နော်ဒေါသဖြစ်เสียတွေကြုံတယ်အမျိုးမျိုးပြဿနာကြုံလာတဲ့အခါမှာစိတ်ကြီးမတည်ငြိမ်ဘူးမတည်ငြိမ်လို့ရှိရင်အခုလိုဘုရားကုံကိုအာရုံပြုပြီးတော့နေလိုက်မယ်ဆိုရင်စိတ်လေးကတည်ငြိမ်ပြီးတော့ငြိမ်ချမ်းသွားဒီနည်းကိုမသိတဲ့ပုဂ္ဂိုလ်တွေကြတော့တခြားနည်းနဲ့တည်ငြိမ်အောင်လုပ်ကြတယ်အိတ်ဆေးတွေတောက်တယ်လို့ဝီဆေးတွေလုပ်တယ်လို့ဆိုဟောဒီကနေပြီးတစ်ဆင့်ဆက်ပွားလာတဲ့အကျိုးဆက်တွေကအများကြီးမကောင်းတဲ့အကျိုးတွေဆက်ခံရများတရားဓမ္မမှာ side effect မရှိဘူးဟာလားဘေးထွက်ဆိုးကျိုးဆိုတာမရှိဘူးဒီတည်ငြိမ်မှုကဘေးထွက်ဆိုးကျိုးမရှိဘူးတခြားစိတ်ငြိမ်စေးတွေတို့ drug တွေတို့အဲ့ဒါတွေကတော့ဘေးထွက်ဆိုးကျိုးတွေအများကြီးလာတယ်အဲ့ဒီနည်းနဲ့စိတ်တည်ငြိမ်အောင်ကြိုးစားရင်တော့ဒုက္ခရောက်တယ်နော်ဟောတရားဓမ္မနဲ့တည်ငြိမ်အောင်ကြိုးစားလိုက်လို့ဆိုရင်အဲ့ဒီဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ထာဝရငြိမ်းချမ်းတဲ့ငြိမ်းချမ်းမှုကိုရတယ်ဒါမြတ်စွာဘုရားကမဟာနာမကိုအကြံပေးတာမင်းခုနကအည်သွေး၅ခုနဲ့ပြည့်စုံအောင်လုပ်ပြီးလို့ရှိရင်ဘုရားကိုအာရုံပြုလိုက်တဲ့အချိန်မှာမင်းစိတ်ကဝမ်းမြောက်ဝမ်းသာတွေဖြစ်လာလိမ့်မယ်လောဘတွေဒေါသတွေမောဟတွေငြိမ်သွားလိမ့်မယ်ငြိမ်သွားတဲ့အခါမှာဝမ်းမြောက်ဝမ်းသာတွေဖြစ်လာလိမ့်မယ်ပူတယ်ဆိုတာလောဘကြောင့်ပူတာလေဒေါသဖြစ်လာရင်ငြိမ်မှာမလားငြိမ်မှုလေကိုယ့်ဘာကိုယ်ဒေါသဖြစ်လာတယ်ဆိုရင်မငြိမ်တာထင်ရှားတယ်လောဘဖြစ်ရင်လည်းကိုယ်ဟာလိုချင်ဒါလိုချင်ထလာရင်မငြိမ်ဘူးသူကလည်းလှုပ်ရှားတာပဲမောဟဆိုတာကြတော့ကိုလိုထင်ဒီလိုထင်အမှန်မမြင်တာဒါလည်းသူကလည်းငြိမ်တာမဟုတ်ဘူးအဲ့တော့မငြိမ်တဲ့သဘာဝတရားတွေဟာဒီဘုရားရဲ့အာယုံပြုရာကနေစိတ်ကလေးငြိမ်ကြသွားသမာဓိရကဲနောက်တနည်းရှိသေးလားဆိုမြတ်စွာဘုရားဆက်ဟောတယ်နောက်တနည်းကဘုရားဂုဏ်ကိုအာယုံမပြုဘူးဆိုလို့ရှိရင်ဓမ္မဂုဏ်ကိုအာရုံပြုကြည့်လိုက်သွားခါတော့ဘဂဝတာဓမ္မဘုရားဟောထားတဲ့တရားတွေမှန်ကန်တယ်တန်တေတိကိုကိုယ်တိုင်ကြည့်လို့ရတယ်ကိုယ်တိုင်မြင်နိုင်တယ်အကာလိကောခုချင်းအခုချမ်းသာတယ်အခုစိတ်ထဲရောက်အခုချမ်းသာချိန်ထိုင်းကြရမလို့မဲ့ကုသိုလ်တို့ဆိုရင်အခုမဲ့ကြရင်ဖိုဝချိန်ထိုင်းကြရမလို့ချက်ချင်းအကျိုးရတယ်အေဟိပတိကောတကယ်အစစ်မှန်ဖြစ်လို့ဘယ်သူကိုပဲဖြစ်ဖြစ်ဖိတ်ခေါ်ပြီးတော့ပြလိုက်တယ်။ဩပတ္တိကောတခဏလေးပဲဖြစ်ဖြစ်စိတ်ထဲမှာနှလုံးသွင်းလိုက်လို့ရှိရင်ရင်ထဲမှာငြိမ်းသွားတယ်။ပစ္စဒံဝိရိတဘောဝိညုကိုကျင့်တာကိုပဲသိလို့ရတယ်။ကိုယ်တိုင်ခံစားလို့ရတယ်။အဲတရားကုံတော်တွေကကိုကျင့်တတ်တဲ့အရာလေးတစ်ခုကိုနှလုံးသွင်းပြီးတော့ဩတရားရဲ့သဘာဝတွေမှာအလွန်ကြည်နူးစရာကောင်းတာပါလားလို့အာယုံပြုနေမယ်ဆိုရင်ခုနကပြောတယ်လောဘဖြစ်အောင်မလားမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်အလုံးငြိမ်ကြပါငြိမ်သွားတာကိုအကြောင်းပြုပြီးတော့ဝမ်းသာမှုဖြစ်လာတယ်ဝမ်းသာမှုဖြစ်ရင်ပီတိဖြစ်လာမယ်ပီတိလိုက်လာမယ်ပီတိလိုက်လာလို့ရှိရင်ကိုယ်စိတ်တွေငြိမ်ချမ်းလာမယ်ကိုယ်စိတ်တွေငြိမ်ချမ်းလာတဲ့အခါကျတော့ချမ်းသာလာမယ်အဲ့ဒီအချိန်မှာနာရကျင်နာကြိုက်တာခဲတာတွေလည်းအကုန်ပြောက်တင်းရှင်းတွေလည်းအကုန်ပြောက်ပြီးတော့ဟောစိတ်လေးကငြိမ်ကြသွားတယ်တမာရိယသွားအဲ့ဒီမှာမြတ်စွာဘုရားကဘာပဲရှိတယ်ဆိုဝိသမပတ္တယပဇာယသမပတ္တောဝိဟရတိအေးမငြိမ်းချမ်းတဲ့တ attva တွေထဲမှာငါငြိမ်းချမ်းအောင်နေနိုင်တယ်ဟုတ်လားအလုံးကပူလောင်နေတဲ့ထဲမှာငါငြိမ်းချမ်းအောင်နေနိုင်တယ်လို့အပြပိစ္ဆဗျာပိစ္ဆာယပရိပဇာယတ attva တွေအလုံးဒုက္ခရောက်နေတဲ့ထဲမှာငါချမ်းချမ်းသာသာနေနိုင်တယ်လို့ဒီလိုပြောလို့ရတယ်ပစ္စည်းရှိုံနဲ့ချမ်းသာတာမဟုတ်ဘူးလို့တိုက်ကြီးနဲ့ကားကြီးနဲ့နေုံနဲ့ချမ်းသာတာမဟုတ်ဘူးစိတ်ပူပန်းနေရရင်ချမ်းသာတာပဲဟုတ်မလဲအေးဒါကြောင့်မို့မြတ်စွာဘုရားက
နေနီးကဘယ်လိုနေရမလဲဆိုရင်လောကမှာအကျိုးရှိနေဖို့ဒီလိုနေနိုင်အောင်ကြိုးစားပါကဲတရားကုံကိုအာယုံမပြုဘူးဆိုရင်အရိယတန်ခါတွေကိုအာယုံပြုလိုက်သုတ်ပတိပန်တော့မှန်ကန်တဲ့အချင်းချင်းရတယ်ဥစုပတိပန်တော့ဖြောင်းဖြောင်းမတ်မတ်ကျင်းရတယ်ညာယပฏิပန်တော့နိမလမှန်ကျင့်ရတယ်တာမိစိပฏิပန်တော့မှန်မှန်ကန်ကန်ကျင့်ရတယ်အဲ့ဒီတိုင်မဂ္ဂင်7ပါးအကျင့်တရားကိုကျင့်သည့်အတွက်ကြောင့်အာဟုနေရောလူတိုက်တန်းတိုက်လာတယ်ပါဟုနေရောနော်လက်ဆောင်တွေထိုက်တန်းလာတယ်ဒိုက်ခိနေရောအလှူဒန်းတွေကိုလက်ခံတိုက်လာတယ်ရည်စူးလူတဲ့လက်အလှူဒန်းတွေကိုလက်ခံတိုက်လာတယ်အနုတ္တရပုံညခိတံလောကတာလောကကြီးတစ်ခုလုံးရဲ့ကုသိုလ်စိုက်ပျိုးတဲ့မြေခွက်ကြီးဖြစ်လာတယ်ဒီလိုဆိုအဲ့ထဲကတန်ခါကုံကိုအာရုံပြုပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းခုနကအာယုံပြုနေတဲ့အခိုက်မှာဆိုရင်လောဘဒေါသမောဟမလာဘူးမလာရင်စိတ်ငြိမ်းချမ်းပြီးတော့ခုနအကျိုးတွေအဆက်ဆက်စိတ်တည်ငြိမ်သွားအောင်ဒီထိအောင်အစဉ်စဉ်ရောက်သွားမှာပဲကဲအဲ့ဒါလို့မဟုတ်ရင်နောက်တစ်ခုပါလို့ဆိုရင်ကိုယ်တိလကိုယ်စင်နေ့စဉ်မှာလူ့ကြောင့်လေဆို၅ပါးတိလအဲ့တော့၅ပါးတိလဆိုတာသိအရေးကြီးတာနော်၅ပါးတိလကဘယ်လောက်အရေးကြီးတော့ဆိုလို့ရှိရင်၅ပါးတိလကဝါရိတ္တတိလလို့ခေါ်တယ်တပါးမှရှောက်လို့မရဘူး၅ပါးတိလနဲ့ပြည့်စုံမှလူဘဝဟာပြည့်စုံတယ်အကျိုးတရားအနေနဲ့ပြောတာနော်အဲ့ဒါလေးကိုနည်းနည်းဆင်ခြင်စဉ်းစားကြည့်လူတယောက်ဟာ၅ပါးတိလတွေကဉာဏ်နဲ့တိလ၄ပါးကိုပြည့်စုံအောင်ချင့်ခဲ့တယ်အတိတ်ဘဝတုန်းကပါဏာတိပါဒမလုံးငယ်ဘူးဆိုလို့ရှိရင်အေးကောင်းတဲ့ဘဝချမ်းသာတဲ့ဘဝလူဘဝရလာပြီမဲ့လို့ယောဂများတဲ့အသက်တိုတယ်ကဲဘယ်သူအသက်တိုခြင်းမလို့ဘယ်သူယောဂများခြင်းမလို့နော်အဲ့တော့၅ပါးသီလတွေကပါဏာတိပါဒမလုံးငယ်လို့ရှိရင်ဖြစ်လာတဲ့ဘဝမှာယောဂများမယ်အသက်တိုတယ်ဒါအကျိုးအပေါ့ဆုံးအပြစ်အဲ့ဒါအပေါ့ဆုံးနေရကြတာမကြတာအတာထနော်ငါးပါးသီလရဲ့အပေါ့ဆုံးအကျိုးလေးကဒီထိအောင်ခံကဲကြံတဲ့သီလ၄ပါးလုံနေအရိဏဒါနမလုံဘူးရလာတဲ့ပစ္စည်းဥစ္စာတွေကရတော့ရပါရဲ့ခဏခဏပြက်မိလောင်တဲ့ထဲပါသွားတယ်ရေတိုက်တဲ့ထဲပါသွားတယ်ကိုယ်ပစ္စည်းအမြဲတမ်းအခိုးခိုးခံရတယ်ပျက်စီးခံရတယ်အမျိုးစုံပဲဖြစ်တယ်ကျန်တာတွေလုံနေအသက်လည်းရှိတယ်ဂုဏ်တည်လည်းရှိတယ်သို့တော့ပစ္စည်းခဏခဏပြက်တယ်ဟောအရိဏဒါနမလုံဘူးဒါလည်းကောင်းလားမကောင်းဘူးနော်နောက်တစ်ခုကာမေတုမိစ္ဆာသာနာမလုံဘူးဆိုလို့ရှိရင်လူမုန်းများတယ်အ ਨੇ ဆုံးအပြစ်ကလူမုန်းများတယ်သူဘယ်သူမှမတည့်ဘူးမတည့်တာကသူမဟုတ်တာလို့မတည့်တာမဟုတ်ဘူးသူမျက်နှာကြည့်တာနဲ့ဒီကောင်းအောင်တည့်ချင်တယ်လောကမှာ6တိုက်အမုန်းခံရတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒီဘဝအနေနဲ့ပြောရင်6တိုက်မုန်းတာပေါ့သို့တော့သူလောက်ခဲ့တဲ့ဟာလေဟိုရင်တော့ကြားဖို့ကလည်းဇလန်းနေတဲ့တောင်မှပဲအဲ့ဒါကြာကူရီအလုတ်လုံးတဲ့ပုဂ္ဂိုလ်ဟာအပြင်မှာတောင်တော့မထွက်ရဘူးကြောက်ရနော်ဇက်ခုံထဲမှာကလို့ရှိရင်ခဲနဲ့တောင်ပေါက်ခါရတာလေဆိုအဲ့တော့လူမုန်းများတယ်နောက်ပြီးတော့ဘာဖြစ်နိုင်လို့ဆိုရင်ကြားမဟုတ်မဟုတ်ဟောတယ်လို့ဂေးတို့ဘာတို့အမျိုးကြီးဖြစ်တတ်တယ်လက်စပီယန်တို့ဂေးတို့ဖြစ်တတ်တယ်ဒါအပေါ့ဆုံးအပြစ်လို့ပြောတာနော်ကျန်တာတွေဘလောက်ကောင်းကောင်းဒီဟာမပြည့်စုံရင်ဟောလူလောကမှာပြည့်စုံမှာဟုတ်မလားမပြည့်စုံဘူးမိဘကလည်းချမ်းသာတယ်ပစ္စည်းဥစ္စာတွေလည်းအသက်လည်းရှိတယ်ဒါပေမဲ့လူကအဲ့ဒီပုံစံမျိုးဖြစ်နေတယ်ဆိုရင်ဟောလူကြီးရကြတယ်မနဲ့တော့ဘူးကဲနောက်တစ်ခုကဒီပြားတွေတော့လုံးပါတယ်ဘုဒ္ဓဝါဒမလုံးဘူးဆိုလို့ရှိရင်သူစကားဘယ်သူမှမယုံကြသူစကားဘယ်သူမှမယုံကြဘယ်နေရာမှသူဩဇာမရှိဘူးလူလောကရောက်လာတဲ့အခါကဲနောက်တစ်ခုကကျန်တဲ့အကုန်လုံးနဲ့သူရမရမယုံမလုံဘူးဆိုလို့ရှိရင်ဖြစ်လာတဲ့ဘဝမှာယူတူတူနှံ့တန်တန်ဖြစ်ကြောင်းတောင်းတောင်းဖြစ်နော်ကြက်မပြေဘူးလို့ပြောကြတဲ့လူတွေဖြစ်ဘူးလားရှိတယ်လူတော့လူဖြစ်လာတယ်အေးပစ္စည်းဥစ္စာချမ်းသာတယ်အသက်လည်းရှိတယ်နော်လူချင်းလူကင်လည်းပေါ်ပါရဲ့ရိုးလည်းရိုးသားပါရဲ့ဒါရွယ်လို့ကြက်မပြေဘူးဟောဖြစ်လူရပဲမခံရအဲ့တော့၅ပါးသီလတွေကတခုမှလျှော့လို့မရဘူးနော်အကုန်လုံးဆိုလို့ရှိရင်အသက်ရှင်ရမယ်ကျန်းမာရမယ်ပစ္စည်းဥစ္စာချမ်းသာရမယ်လူချစ်လူခင်ပေါ်ရမယ်ဩဇာရှိရမယ်နော်
ပညာရှိရဟောယူယူနန်းနန်းမဟုတ်ဘဲနဲ့ဒီကြည်တဲ့ပညာရှိငါးပါးသီလလုံလို့ရှိရင်ဒီအကျိုးတွေကရဒါမှလူဘဝမှာပြည့်စုံတဲ့လူဘဝဖြစ်မှာပေါ့ငါးပါးသီလဖောက်ပြက်ခဲ့ရင်တခုတော့ချုပ်ရဲသွားလိမ့်မယ်အေးကိုယ်သီလလေးကိုကိုယ်ဆင်ခြင်ကြည့်လိုက်လို့ရှိရင်အော်ကျိုးတာပေါက်တာကြားတာမရှိပါဏာတိပါဒဆိုလို့ရှိရင်သိစီလိုတဲ့စိတ်နဲ့တတ္တဝါကိုမှငါမတတ်ဘူးအရိဏဒါနဆိုတာသူများပစ္စည်းကိုလည်းပဲငါမတရားသဖြင့်မယိုးသားတဲ့စိတ်နဲ့ဘသူစီရမှမယူကာမိတုမိစ္ဆာစာရဆိုတာလည်းလုံးဝရှောင်ခြင်းနဲ့ဝိသဝါဒဆိုတာလည်းရေစရာအနေနဲ့တော့ငါမပြောဘူးမှန်မှန်ပဲပြောတယ်နော်သူရမေရဆိုဝေလာဝေးကျမ်းမာရေးအတွက်ဆိုပြီးတော့မတော့ဘူးဝိရစေအဲ့ဒါလို့ပြည့်ပြည့်စုံစုံရှိလာတဲ့ကိုယ်သီလလေးကိုကိုယ်ဆင်ခြင်ဝမ်းသာမှုမဖြစ်နိုင်ဘူးလားအေးကိုယ်သီလကိုယ်တွေးပြီးတော့ဝမ်းသာလို့ဆိုတယ်မြတ်စွာဘုရားမြတ်စွာဘုရားရှင်းရှင်းဝေးဝေးတွေမခေါ်ပါဘူးလက်တွေ့ကြတာကိုယ်သီလကိုယ်ဆင်ခြင်လို့ရှိရင်လည်းခုနလိုစိတ်ကလေးတည်ငြိမ်ပြီးထိအောင်အကျိုးရသွားမယ်တဲ့ဟောနောက်တစ်ခုကဘာဆင်ခြင်စဉ်းစားနိုင်လေတော့ဆိုရင်ကိုယ့်ရဲ့စွန့်လွတ်မှုစွန့်ကြဲမှုဒါနဆိုလို့ရှိရင်အခုပြောတာတော့ဘုန်းကြီးတွေလူမဘုရားလူမဒီလိုဒါနလို့ထင်ကြတာနော်အိမ်မှာနေတဲ့အချိန်မိသားစုကျွေးဖို့မွေးဖို့ခွဲဝေပြီးဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်မစ္စရိယမရှိဖို့တိတ်လို့မစ္စရိယရှိလို့ရှိရင်ခွဲခြားလုပ်တတ်တယ်ဒါတော့သူ့ကိုဒါတော့ငါဘောနဲ့ဆိုပြီးတော့ခွဲထားတယ်အဲ့ဒါလို့မစ္စရိယမရှိဘူးကိုယ့်ရဲ့မိတ်ဆွေသင်္ကားတွေကိုလည်းပဲဒီကိုပိုင်တဲ့ပစ္စည်းဥစ္စာကို share လုပ်နိုင်တယ်ပေးနိုင်တယ်ကမ်းနိုင်တယ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်း share လုပ်နိုင်တယ်ပေးနိုင်တယ်ကမ်းနိုင်တယ်ဆိုတော့ဟောအားလုံးကလည်းသူ့ကိုချစ်ခင်ကြအားလုံးကလည်းလူရင်ပစ္စည်းကိုလာတောင်းရတယ်အားကိုးကြတယ်ယုံကြည်ကြတယ်ဒါကိုယ့်ရဲ့စာကားခုံလို့ခေါ်တယ်အဲ့ဒီစာကားခုံကိုအာရုံပြုလိုက်လို့ရှိရင်ကြည်နူးစရာတွေတွေ့လာမယ်ကြည်နူးစရာတွေ့လို့ရှိရင်ခုနသမာဓိစွမ်းအားတွေဖြစ်လာမယ်နောက်ဆုံးတစ်ခုကတော့ဒေဝတာနုတ္တိလို့ခေါ်တယ်ဒေဝတာနုတ္တိဆိုတဲ့နတ်တွေပူဇော်တဲ့ဟာမျိုးမဟုတ်ဘူးနတ်တွေတတိယတာမျိုးမဟုတ်ဘူးဒေဝတာနုတ္တိရဲ့အဓိပ္ပာယ်ကအေးဘုံတကူကြီးတဲ့နတ်တွေနတ်ပြည်မှာရှိဒါယုံကြည်ချက်နဲ့ဘုရားဟောတာကိုယုံကြည်ချက်နဲ့တွေ့ရတဲ့စကားနော်အဲ့ဒီနတ်တွေဟာတတ္တာရဲ့သီလရဲ့သုတရဲ့စာကရဲ့ပညာရဲ့ဆိုတဲ့ဒီအည်သွေးကောင်းတွေရှိလို့နတ်ပြည်မှာဖြစ်တာအဲ့ဒီအည်သွေးကောင်းတွေငါမှရှိနေတယ်လို့နတ်တွေကိုနှိုင်းရှင်ပြီးတော့ပုတ္တနာမှာလည်းရှိတယ်နတ်တွေမှာရှိတဲ့ဒီအည်သွေးကောင်းတွေရှိလို့သူတို့နတ်ပြည်ဖြစ်တယ်လို့ငါမှလည်းဒီအည်သွေးကောင်းတွေရှိနေတယ်လို့ကိုယ့်ရဲ့အည်သွေးတွေကိုအာယုပြုတာကိုဒေဝတာနုတ္တိလို့ခေါ်တယ်နတ်တွေကိုတတိယတာကိုပြောတာမဟုတ်ဘူးဒေဝတာနုတ္တိရဲ့အဓိပ္ပာယ်နော်တတ္တသီလသုတ္တစာကပညာတတ္တသီလသုတ္တစာကပညာနဲ့ပြည့်စုံလို့ဘုံတကူကြီးတဲ့နတ်တွေဖြစ်တယ်အဲ့ဒီတတ္တသီလသုတ္တစာကငါမှလည်းရှိတယ်လို့စဉ်းစားနိုင်တာအမှတ်ရနေတာတတိထားနေတာဆင်ញင်တွေးတောနေတာဟာဒေဝတာနုတ္တိအဲ့ဒီဒေဝတာနုတ္တိရတယ်ခုနလိုပဲလောဘဒေါသမောဟဖြစ်မှုကိုတားပြီးတော့စိတ်ထဲမှာကြည်နူးပြီးတော့ဝမ်းမြောက်မှုတွေစိတ်ငြိမ်းချမ်းမှုတွေနော်ချမ်းသာမှုတွေတမာရိယာမှုတွေကိုဖြစ်ပေါ်စေတယ်အဲ့ဒီမြတ်စွာဘုရားကဒီနေရာမှာ6မျိုးပေးတာဒီ6ခုတည်းကတစ်ခုခုနဲ့နေဒီလိုနေနိုင်အောင်ဘာတွေလိုတော့ဆိုခုနကတတ္တာဆိုတဲ့ confidence ရှိရမယ်ဝိရိယဆိုတဲ့ကြိုးပမ်းအထောက်မှုရှိရမယ်တတိကြီးစွာထားရမယ်တမာတိရှိရမယ်ပညာဉာဏ်ရှိရမယ်အဲ့ဒီ5မျိုးလုံလောက်မှအခုလုပ်တဲ့လုပ်ငန်းဟာအောင်မြင်မယ်လို့ဘုရားမြတ်စွာကဘဝမှာဓမ္မအတိနဲ့အကျိုးရှိအောင်နေရပြီဆိုတာအဲ့ဒီနည်းနဲ့နေတာကိုဆိုလိုပါတယ်လို့ဘုရားမြတ်စွာမဟာနာမတုတ်မှာဟောခဲ့ပါတယ်အေးဒါကြောင့်မို့လို့တရားချိတ်ခင်သူတော်စင်ပြိဿတို့ဒီရရှိလာတဲ့မိမိတို့ဘဝမှာဘယ်ပုံပဲနည်းနေကြမလဲလို့ဆိုရင်တို့ဘဝဟာဓမ္မအတိနဲ့အကျိုးရှိအောင်နေကြမယ်လို့အားလုံးမိမိတို့စိတ်ထဲမှာဆုပ်ဖြတ်ပြီးတော့ဓမ္မအတိဖြင့်အကျိုးရှိအောင်နေနိုင်ကြပါစေကုန်သတည်း